လာပါတစ္ဆာရွှေစီစီရတော့ဤတရားတော်များစတင်နိုင်ယူကြရတော့မှာဖြစ်ပါတယ်တရားဘာဝနာများကြိုးစားအထောက်အကြကိုရောက်ရှိလာကြတဲ့အလုံးသောယောဂီတို့ကိုဦးဇင်းတို့ဒီကနေ့ညဗာတရားများဟောခြင်းလဲဆိုလို့ရှိရင်ကုဋ္ဌကနိကေထေရဂါထာပါဠိတော်မှာလာရှိတဲ့ပိယံဇဟလို့အမည်ရှိတဲ့ယဟန္တာမထေရမြတ်ကြီးရွတ်ဆိုခဲ့တဲ့ဂါထာတော်လေးကိုအခြေခံပြီးတော့ဘဝမှာအကောင်းဆုံးနေနည်းဆိုတာလေးကိုပြောခြင်းပါတရားတော်တို့ဦးဇင်းတို့တွေဟာတစ်ချိန်ပြီးတစ်ချိန်တနာရီပြီးတနာရီတရက်ပြီးတရက်တလပြီးတလတစ်နှစ်ပြီးတစ်နှစ်ဝိဘွားတွေကစပြီးတော့သိဆုံးသည်ကိုဥတည်ပြီးတော့ဘဝခရီးကိုမနာတမ်းသွားနေကြရတယ်နော်အဲ့ဒါလိုဘဝခရီးကိုသွားတဲ့နေရာမှာဘယ်ပုံစံလေးသွားကြမလဲဘယ်လိုလေးနေမလဲဆိုတာကအလွန်စဉ်းစားရကောင်းတဲ့မိဂုဏ်တစ်ခုပေါ့အဲ့ဒါဒီယဟန္တာရှင်မြတ်ကြီးပိယံဇဟမထေရယဟန္တာရှင်မြတ်ကြီးရွတ်ဆိုခဲ့တဲ့ဂါထာလေးကဘဝမှာအကောင်းဆုံးနေနည်းကိုနော်ရှုထောင့်တစ်မျိုးကနေပြီးတော့ပြောထားတယ်လို့ဆိုနိုင်ပါတယ်ဘုရင်တို့ယဟန်ဖြစ်ပြီးကခန့်ငယ်ငယ်တဲ့ကစဒီဂါထာလေးကိုရတယ်အလွန်သဘောကျခဲ့တယ်ပေါ့နော်အခုလည်းပဲဒီဂါထာလေးရဲ့အဓိပ္ပာယ်ကိုစဉ်းစားမိတိုင်းသဘောကတော့ကျနေသေးပဲပေါ့သူကဘဝမှာဘယ်လိုနေမလဲဆိုတာလေးကိုသူကပြောထားတဲ့စကားလေးကလည်းပဲအလင်္ကာမြောက်တယ်လို့ဆိုနိုင်တယ်နေနည်း၄မျိုးသူပြောထားတယ်နေနည်းတနည်းစီတနည်းစီမှာကျေပြတ်နဲ့ဆိုင်တဲ့အဓိပ္ပာယ်ရှိတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ပင်ကိုအခြေခံဉာဏ်ရှိရင်ရှိသလားသူပြောပြထားတဲ့နေနည်းတနည်းစီတနည်းစီမှာစဉ်းစားစရာတွေတွေးစရာတွေသိစရာတွေနားလည်စရာတွေအများကြီးရှိနေနော်ဒါကြောင့်ဒီတရားဒေသနာလေးကိုနာယူတဲ့အခါမှာပိဿပေါင်းတော်ကောင်းတို့တိသွားပုံနေတယောက်နဲ့တယောက်မတူနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့အခြေခံတွေမတူကြလို့နော်အဲ့ဒါရှင်မြတ်ကြီးရွတ်ဆိုခဲ့တဲ့ဂါထာလေးကိုဒီကနေ့ညပိဿပေါင်းတော်ကောင်းတို့မှတ်သားကြည့်ကြမယ်ဥပ္ပတံတေတုနိပ္ပတိနိပ္ပတံတေတုဥပ္ပတိဝတိအဝတ္တမာနေတုရမမာနေတုနောရမေဂါထာလေးကဒါပဲနေနည်း၄မျိုးကိုဂါထာတစ်ပုဒ်နဲ့ပြောသွားတာပေါ့နော်ဥပ္ပတံတေတုနိပ္ပတိဥပ္ပတံတေတုမြင့်သူတို့ဤဈာထဲမှာနိပ္ပတိနှိမ့်စွာနေရမယ်တဲ့စကားလေးကအလင်္ကာမြောက်တယ်ဆိုတာဒါကိုပြောတာနော်မြင့်တဲ့လူတွေဈာထဲမှာနှိမ့်အောင်နေရမယ်တဲ့ဒါကဘာကိုဆိုလိုတာတော့အချီးနီးသောမာမာနတို့ဖြင့်တက်ကြွမြင့်မောက်နေတဲ့လောကကြီးမှာအဲ့ဒီမာမာနကိုနှိမ့်ချပြီးတော့မာမာနမရှိဘဲနဲ့မာမာနနည်းပြီးတော့နှိမ့်ချစွာနေတဲ့ရမယ်လို့ပြောတာဘုရားတို့လောကမှာကြည့်လိုက်မယ်ဆိုရင်လူတွေမှာမြင့်နေတာဆိုလို့အဲ့ဒီအထင်ဆိုတဲ့မာနတွေပဲရှိအထင်တွေပဲမြင့်နေကြတာတကယ်မြင့်နေတာမဟုတ်ဘူးရုပ်တဏ္ဍသဘာဝတရားတွေကိုအထင်မျိုးမျိုးလွဲပြီးတော့အထင်မျိုးမျိုးရောက်ပြီးတော့ငါသာလျင်ဟုတ်တယ်လို့ထင်နေကြတာနော်မာမာနအဲ့ဒီလိုမာမာနဖြင့်မြင့်မောက်နေတဲ့လောကကြီးမှာမာမာနကိုနှိမ့်ချပြီးတော့နေရမယ်ဆိုတာလေးကိုသူကမြင့်သူတွေထဲမှာနှိမ့်မှာလို့ပြောတာအဲ့ဒါကိုအရင်တို့ပါဠိပြန်ထားတဲ့မြန်မာပြန်ထဲမှာကျူရိုးအလားအချီးအနီးတက်ကြွသောမာမာနတို့ဖြင့်မြင့်မောက်နေသောလောကကြီးမှာမာမာနကိုကျူရိုးအလားလို့သုံးတယ်ကျူရိုးကိုဦးဇင်းတို့ချိုးကြည့်မယ်ဆိုရင်အထဲထဲမှာဘာမှမရှိဘူးမှု့လို့ဘာလို့အခလောင်းလေးပဲရှိဒါပေမဲ့ तू ကအယမ်းထောင်တယ်ဘေးကနေလှမ်းကြည့်လို့ရှိရင်တော့အယမ်းမာချောတယ်လို့ထင်ရတယ်ဟုတ်လားအဲ့လိုအချီးနီးမာမာနတို့ဖြင့်တက်ကြွနေတဲ့လောကလူသားတွေရဲ့ကြားထဲမှာမာမာနကိုနှိမ့်ချပြီးတော့နေရမယ်တဲ့အဲ့တော့ဒီဥစ္စာလေးကိုဦးဇင်းတို့ပိဿပေါင်းတော်ကောင်းတို့စဉ်းစားတဲ့အခါမှာမာနနည်းအောင်မာနကင်းဖို့ဆိုတာကတော့ယန္တာဖြစ်မှကင်းမှာပါဒါမာနနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ရသော်ဘုရားဟောခဲ့တာမာနဆိုတဲ့စကားလုံး
အဲ့ဒီနောက်နာကကပ်ပြီးတော့အတိမာနလို့ဒီလိုဟောတာလည်းရှိတယ်အတိမာနဆိုတာလွန်လွန်ကဲကဲဘဝင်မြင့်တာမန်တက်နေတာပေါ့နော်လွန်လွန်ကဲကဲဖြစ်နေတာအဲ့ဒီအတိမာနကိုတော့ဦးဇင်းတို့တွေကကင်းအောင်ကြိုးစားသင့်တယ်ပေါ့နော်အဲ့တော့မာနကင်းကျင်တယ်ဆိုလို့ရှိရင်မာနရဲ့အကြောင်းကိုဦးဇင်းတို့သိရမယ်မာနဟာဘာကြောင့်ဖြစ်တယ်လဲမာနဖြစ်လာရင်ဘာတွေဆက်ဖြစ်မလဲပြောရရင်မာနရဲ့အကြောင်းအကျိုးသဘာဝတွေကိုဦးဇင်းတို့သိရမာနဘာကြောင့်ဖြစ်လဲလို့မာနရဲ့အကြောင်းတရားကိုဦးဇင်းတို့သိရမာနဖြစ်ရင်ဘာတွေဖြစ်နိုင်လဲလို့မာနရဲ့အကျိုးကိုလည်းဦးဇင်းတို့သိသင့်တယ်အဲ့ဒီအကြောင်းအကျိုးကိုသိတာပညာပဲနော်အဲ့ဒီပညာနဲ့မှသာလေမာနကိုဦးဇင်းတို့လျှော့ချနိုင်တယ်မာနဘာကြောင့်ဖြစ်လဲလို့မာနရဲ့အကြောင်းတရားကိုရှားလိုက်ရင်တော့ဦးဇင်းတွေးမိတာကတော့မသိလို့အသိဉာဏ်မရှိလို့မာနဖြစ်တာဟုတ်လားအဲ့ဒါကိုနောက်ပိုင်းကျတော့ဦးဇင်းတို့ပြောပါမယ်မာနဖြစ်ရင်ဘာတွေဆက်ဖြစ်မလို့မာနရဲ့အကျိုးရလဒ်ကိုကြည့်ပြီးတော့မာနကိုလျှော့ချနိုင်ဖို့လည်းဦးဇင်းတို့ကြိုးစားကြရမယ်မာနကြီးတဲ့လူကတော့များသောအားဖြင့်လူတကာရဲ့မုံတီးရွံရှာဆက်ဆုပ်ခြင်းကိုခံရတာပဲဟုတ်တယ်မဟုတ်လားလူမုံများတယ်နော်ဖြစ်လျာဘဝမှာအမျိုးရုပ်တတ်တယ်တဲ့မာနကြီးတဲ့လူတွေကဟုတ်လားငါသာတည်တယ်ငါသာတက်တယ်ကိုယ့်ကိုအထင်ရောက်နေတဲ့လူဟာအသိဉာဏ်ရဲ့ဝင်ပေါက်ကိုလည်းပဲပိတ်ဆို့ထားရရောက်တယ်လို့ဆိုခြင်းတယ်ဒါကြောင့်မာနကြီးရခြင်းဟာဘာမှတကယ်တမ်းကကောင်းကျိုးမရှိဘူးပေါ့ဟုတ်လားအဲ့လိုဆိုလို့ရှိရင်မာနဟာဘာကြောင့်ဖြစ်တယ်လဲမာနဟာအမှန်သိမှုမရှိလို့တကယ်တမ်းကဘဝရဲ့အမှန်တရားကိုအများကြီးမဟုတ်ဘူးတို့တွေဟာတေဝါကိုသွားနေရတာပါလားဆိုတဲ့တေခြင်းတရားတစ်ခုလောက်ကိုပဲပေနေနေသိမယ်ဆိုရင်မာနကတိတ်ကြီးတာအကြောင်းမရှိဘူးအခုလူတွေကကိုယ့်ဘဝရဲ့အခြေအနေမှဖြစ်တဲ့တေခြင်းစီကိုရှိရှုပြီးတော့ဝါနေရတယ်ရက်ထားလို့မရတဲ့ဒီခရီးရဲ့အခြေအနေမှကိုမသိတဲ့အခါကျတော့မန်ကဝင်တာပေါ့ဘာနဲ့လားတဲ့တူလဲဆိုလို့ရှိရင်ကားပေါ်မှာကြက်တွေကိုတတ်ဖို့လို့ဆိုတော့ကြက်တွေအရှင်တွေချင်းတွေထည့်ပြီးတော့တဲသွားတာရှိတယ်ဟုတ်လားသူတို့ကတေယာကိုပို့နေတာတေယာကိုခေါ်သွားနေတာလို့ဒီကြက်တွေကဘယ်သိမလို့မသိတော့ကြက်ချင်းတွေမှာချင်းချင်းခွတ်တဲ့ကြက်ကခွတ်မဲတွန်းတဲ့ကြက်ကတွန်းမဲနိုင်တဲ့ကြက်ကအချင်းချင်းစိတ်မဲပြောတဲ့ကြက်ကပြောမဲတချို့ဆိုရင်တောင်ပန်ခတ်ပြီးတော့တွန်းနေလိုက်သေးတယ်ဒါဟာဘာလဲဆိုခဏနေရင်တို့ဟာလက်ပင်ဖြတ်ပြီးတော့တတ်ခါမှာပါလားဆိုတာကိုသူတို့မသိဘူးနော်အဲ့လိုပဲပုထုတင်တတ္တဝါတွေဟာပျက်စီးခြင်းတွေကိုရှိရှုပြီးတော့သွားနေရတယ်မိမိရဲ့ခရီးအမှန်ကိုမသိတဲ့အခါကျတော့အမျိုးမျိုးနေရတဲ့အခိုက်အတန့်တွေမှာအထင်ရောက်ပြီးတော့မာန်တွေဝင်ကြတာပေါ့ဟုတ်လားဒါကြောင့်အမှန်မသိလို့မာနဖြစ်တာဆိုတဲ့နေရာမှာအမှန်ကဘာလဲလို့မေးအခုသိခြင်းတရားပေါ့နော်ဘယ်ချိန်တရားမလဲဆိုတာကိုတော့ဦးဇင်းတို့သိခွင့်မရှိဘူးဟုတ်လားရှင်သန်မှုရဲ့မသေးချာမှုမရေရာမှုကိုမြင်တတ်ရမယ်ပေါ့နောက်တစ်ခုအမှန်ကိုသိဖို့ဦးဇင်းတို့လိုတာကမန်ဝင်မဲ့တာဝင်နေတာမန်ဝင်စရာအကြောင်းကဘာမှသိမရှိဘာဖြစ်လို့ကိုမန်ဝင်နေတယ်လဲတကယ်လို့မန်များဝင်နေတယ်ဆိုရင်အကြောင်းတရားကိုရှာကြည့်ပစ္စည်းတွေသူများထက်ပိုင်ဆိုင်မှုများလို့မာနဖြစ်နေသလားလုပ်ငန်းကိုင်ငန်းတွေအဆင်ပြေလို့ဒါမှမဟုတ်ရုပ်ရည်ချော်မောလှပလို့ဒါမှမဟုတ်ပညာတတ်လို့ဒါမှမဟုတ်နော်ဂုဏ်ရှိလို့အတိုင်းဝိုင်းကောင်းလို့မန်ဝင်နေသလားအဲ့ဒါလို့ဆိုရင်ကိုယ်မှာရှိထားတာတွေကိုပိုင်ထားတဲ့အဲ့ဒီအရာတွေဟာကိုယ့်ဘဝရဲ့တကယ်အခက်အခဲတွေကိုပြေလည်အောင်ဖြေရှင်းနိုင်တဲ့အနေအထားရှိပါသလားဆိုတာလေးကိုဦးဇင်းတို့တစ်ချက်လောက်တွေးကြည့်သင့်တယ်ဟုတ်လားတကယ်အရေးတကယ်ပဲနဲ့တွေ့ရင်အဲ့ဒါတွေဘာမှသုံးမရစောစောကပြောခဲ့တဲ့ရှင်သန်မှုပျက်စီးခြင်းနဲ့တွေ့ပြီဆိုလို့ရှိရင်တစ်သက်လုံးကိုတန်ဖိုးထားပြီးတော့မာနကြီးခြင်းရဲ့အကြောင်းလို့ဆိုရမယ်ပိုင်ဆိုင်မှုတွေပတ်သက်မှုတွေဟာဘာမှသုံးလို့မရအောင်ဒါကြောင့်ရွှေကျင်တော်ဘုရားကြီးဟာပုထုဇဉ်ရဲ့မာမာနကိုဘာနဲ့ဥမာပေးလဲဆိုတော့ဆောင်းဆောင်လေးထိုင်တက်ခါမြနဲ့ကိုချင်းသေးလို့ထင်နေတဲ့ဖားတကောင်နဲ့တူတယ်တဲ့ပြောတာရန်ကောင်းတာပဲဟုတ်လားသူ့မှာချင်းသေးနဲ့တူတာဆိုတော့ဆောင်းဆောင်လေးထိုင်တက်တာလေးတစ်ခုပဲရှိတယ်ချန်တာတော့ဘာမှမတူဘူးဒါပေမဲ့ तू ကသူ့ကိုယ်သူဘယ်လိုထင်နေတော့ချင်းသေးလို့ထင်နေတယ်အဲ့ဒါကြီးတို့စွန်းတို့ကထိုးသွားပြီဆိုတော့မှအဲ့ဒါပြည့်ညက်နဲ့អော်တယ်ဒါလေးကလည်းပါသေးတယ်ဆိုပြီးရေးထားတာဟုတ်လားအဲ့တော့ပုထုဇဉ်တွေကကိုပိုင်ဆိုင်ထားတာကိုပတ်သက်ထားတာကိုယ့်နဲ့ကိုအထင်ရောက်ပြီးတော့မှန်ဝင်နေတယ်နော်နာခြင်းတရားသိခြင်းတရားဆိုတဲ့တီကြီးတို့စွန်းတို့ကထိုးပြီဆိုတော့မှအဲ့ဒါမျက်နှာငယ်လေးနဲ့ပြည့်ညက်နဲ့អော်တယ်ဖားလို့អော်ကြတာပေါ့နော်အဲ့ဒါပြောရလို့ရှိရင်ကိုယ်မှာရှိထားတာတွေပိုင်ထားတာတွေနော်ပတ်သက်ထားတာတွေဟာတကယ်တမ်းကမှန်ဝင်လောက်တဲ့အရာတွေတော့မဟုတ်ဘူးဆိုတာကိုနားလည်ရဟုတ်လား
ဒါကြောင့်မာနဆိုတာဘာကြောင့်ဖြစ်လဲလို့မေးရင်အသိဉာဏ်မရှိလို့အမှန်ကန်မသိလို့ဘဝရဲ့အကြောင်းလောကရဲ့အကြောင်းခန္ဓာရဲ့အကြောင်းအမှန်ကန်သိတဲ့ပညာမရှိလို့ဒါကြောင့်ဗမာစကားပုံတစ်ခုလည်းရှိရလေမပြည့်တဲ့အိုးဟာဘောင်ပင်ခတ်တယ်ဆိုတာဟုတ်လားအတန်ထွက်တယ်နော်မပြည့်လို့မကိုအတန်ကထွက်နေတာအနှစ်ကင်းမဲ့တဲ့အဆန်ကင်းမဲ့တဲ့နော်စပယ်ဖြင်းဟာအလွန်ထောင်နေဟုတ်လားအထက်ကအနှစ်အဆန်တဲနေတဲ့စပယ်နံကတော့ငိုက်ချနေတယ်ပေါ့ဒါပညာနဲ့ပြည့်ဝနေတဲ့ပုံကိုယ်တွေကနှိမ့်ချတဲ့စိတ်ရှိတယ်နူးညံ့သိမ်မွေးတဲ့စိတ်ရှိတယ်ပညာနဲ့ပြည့်ဝတဲ့စိတ်နှလုံးမရှိတဲ့ပုံကိုယ်တွေကြတော့ထောင်လွှားတဲ့တက်ကြွတဲ့မာနရှိနေတယ်မပြည့်သောအိုးအနှစ်အဆန်မရှိသောစပယ်နံတစ်ဖွဲနော်ပညာမရှိရင်မာနကကြီးလာတယ်အဲ့ဒါလို့ဆိုလို့ရှိရင်မာနမကြီးအောင်ဘယ်လိုလုပ်မလို့အမှန်ကန်သိအောင်ကြိုးစားရမယ်ဟုတ်လားဘုရင်တို့မနေ့ဖြန်မှာပြောမယ့်တရားဒေသနာလေးထဲမှာနောက်ဆုံးဂါထာလေးမဟာဝိဇ္ဇယသုတ်တံကိုမနေ့ဖြန်ပြောမယ်လို့ဘုရင်ကစဉ်းစားထားတယ်အဲ့ဒီသုတ်တံရဲ့နောက်ဆုံးဂါထာလေးမှာမာနကင်းအောင်ဘယ်လိုလုပ်မလဲဆိုတဲ့နည်းလမ်းလေးကိုအမှတ်မထင်တွေ့ရတယ်။ဘာပြောထားတော့ဆိုတော့ဣတာတိသေနကာယေနယောမိန်ကြီးဩနမေတဝေပရံဝအဝဇာနေယကိမိညတရအဋ္ဌတနာဒီခန္ဓာကိုယ်ကြီးရဲ့မတင့်တယ်တဲ့အနှစ်သာရကင်းမဲ့တဲ့ယွန်ရှာဆက်စုပ်ဖွယ်တို့ရဲ့အစုအဝေးများတာဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားအဲ့ဒီသုတ်တံနဲ့အခြေတံဝတ်အသေးစိတ်ပြောတယ်။အဲ့ဒါပြောပြီးတော့မှဏိကုံးကျုပ်ဒီဂါထာလေးကိုဟောတာဣတာတိသေနကာယေနယောမိန်ကြီးဩနမေတဝေဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုပိုင်ထားရရဲ့နဲ့များကိုကိုအထင်ရောက်နေမယ်ကိုမြင့်တင်နေမယ်ပရံဝအဝါစာနေရသူတော်ဘာကိုအထင်သေးနေမယ်ရှုံချနေမယ်ဆိုလို့ရှိရင်ကိမိညတရအတ္တတနာအဲ့ဒါကိုယ်ခန္ဓာရဲ့အကြောင်းကိုအမှန်ကန်မသိခြင်းကလွယ်လို့အခြားအကြောင်းတရားမရှိဘူးတဲ့အဖြေလေးတွေ့ရရင်နော်ဆိုလိုတာကကိုယ်ခန္ဓာရဲ့အကြောင်းကိုဒါအမှန်ကန်သိမယ်ဆိုလို့ရှိရင်ကိုမြင့်တင်ခြင်းသူတော်ဘာကိုနှိမ့်ချခြင်းဆိုတာဖြစ်လာကြအကြောင်းမရှိဘူးလို့ပြောတာကိုမြင့်တင်နေတယ်သူများကိုနှိမ့်ချနေတယ်တနည်းအားဖြင့်မန်ဝင်နေတယ်ဆိုတာကိုယ်ခန္ဓာရဲ့အကြောင်းကိုအမှန်ကန်မသိလို့ခန္ဓာမှာမန်ဝင်လောက်เสียအကြောင်းအချက်လည်းဘာမှမရှိဘူးဒါကြောင့်အယိုးကိုအမာခံနေနဲ့စိုက်ဆောက်ပြီးတော့အကျော်တွေနဲ့ဖွဲ့ရှက်ပြီးတော့အသားအသွေးနဲ့လိမ့်ကြံပြီးတော့တိဆောက်ထားတဲ့အရည်သူရေပါးနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအိမ်ရဲ့အကြောင်းကိုနောကြည့်အောင်ဦးဇင်းတို့တွေဟာလေ့လာသင့်တယ်ဆင်ခြင်သင့်တယ်ဟုတ်လားအရာကုဋ္ဌာကမ္မထံကိုရည်ရွယ်ပြီးတော့ပြောတာနော်ဘာမှဒီထဲမှာဦးဇင်းတို့မောင်းဝင်ကြအကြောင်းမရှိဘူးယွန်ရှာဆက်စုပ်ဖွယ်ရဲ့အစုဝေးမြတာဟုတ်လားအဲ့ဒါကိုမြင်ရင်မြင်သလောက်ပညာရှိတယ်လို့ခေါ်ရတယ်အဲ့ဒီပညာရှိရင်ရှိသလောက်မကင်းမေဘူးလားကင်းမယ်နော်အဲ့ဒါလို့ဆိုလို့ရှိရင်အချင်းဤသောမာနတို့ဖြင့်မြင်မာနေတဲ့လောကကြီးမှာကိုဟာမာနကိုနှိမ့်ချပြီးတော့နှိမ့်ကျစွာနေထိုင်နိုင်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်ရဲ့နော်ဒါကြောင့်တစ်ဖက်ကပညာကိုပြည့်ဝအောင်ကြိုးစားရင်းနဲ့မာနကိုလျှော့ပြီးတော့နေရနော်မဝင်ရဘူးနော်ဒါကဘဝရဲ့နော်အကောင်းဆုံးနေနည်းတွေကနံပါတ်1နော်သူဆုံးမလို့တဲ့နေနည်းပေါ့နော်ဥပ္ပဒံတေတုနိပတိနိပတံတေတုဥပ္ပတိတဲ့ဟောဒုတိယချက်လာပြီဒုတိယချက်စန့်ကျင်ဘက်ကလေးပြောတယ်နိပတံတေတုနှိမ့်သူတို့ဤကြားထဲမှာဥပ္ပတိမြင့်မားစွာနေရမယ်ဒါလေးတွေကိုအလင်္ကာမြောက်တယ်လို့ပြောတာဟုတ်လားစောစောကမြင့်သူတွေထဲမှာနှိမ့်မာတဲ့အခုကကြတော့နှိမ့်သူတွေထဲမှာမြင့်မာတဲ့ဒါကဘာကိုဆိုလိုတာတော့ဒီသုတ်တန်ရဲ့အဖွင့်အထကရာလေးကိုဦးဇင်းကြည့်ကြည့်တယ်ဟုတ်လားနော်ဆိုလိုရင်းကစိတ်ဓာတ်နဲ့နော်ဝရိယတရားကောင်းတာကိုကြိုးစားအထောက်မယ်ကောင်းတဲ့စိတ်ဓာတ်တွေအဲ့ဒါတွေနှိမ့်ချနေတဲ့လူလောကကြီးထဲမှာမိမိတို့ရဲ့စိတ်ဓာတ်နဲ့ကောင်းတာတွေကိုကြိုးစားအထောက်မယ်ဆိုတဲ့ဝရိယတရားကိုမြင့်တင်ပြီးတော့နေရမယ်လို့ပြောတာဒါကိုကြုံမိအောင်တစ်လုံးနဲ့ပြောရရင်တော့နော်စိတ်ဓာတ်တွေနှိမ့်ချနေတဲ့လူလောကကြီးမှာကိုယ့်ရဲ့စိတ်ဓာတ်ကိုမြင့်မားအောင်တည်ဆောက်ပြီးနေရမယ်လို့ပြောတာအဲ့တော့စိတ်ဓာတ်ကနှိမ့်ချတယ်စိတ်ဓာတ်ကမြင့်မြတ်တယ်ဆိုတာဘာကိုပြောတာတော့အဲ့ဒါကိုတော့ဦးဇင်းတို့ကကောင်းကောင်းနားလည်ဖို့လိုမယ်နော်လူလောကမှာနှိမ့်ချတဲ့စိတ်ဓာတ်ဆိုတာလိုချင်ရချင်တဲ့စိတ်ဒေါသကိုပြောတာမကြည်နိုင်မချမ်းနိုင်စိတ်တိုင်းမကြနိုင်တဲ့စိတ်ဒေါသကိုပြောတာဖြစ်နေတာကတစ်မျိုးကိုထင်နေတာကတစ်မျိုးအမှန်သိမှုမရှိတဲ့မောဟကိုပြောတာစဉ်းစားကြည့်နော်လူလောကကြီးမှာဒီနှိမ့်ချတဲ့စိတ်တွေနဲ့ပဲနေနေကြတာဟုတ်လားလိုချင်တာတော့ပဲသိတဲ့စိတ်နဲ့နေနေကြတာမကြည်နိုင်မချမ်းနိုင်စိတ်နဲ့ပဲနေနေကြတာအမှန်မသိမှုနဲ့ပဲနေနေကြတာဟုတ်တယ်မဟုတ်လားသူများကိုဝေဖန်မကြည့်နဲ့ကိုဝေဖန်ကြည့်ဟုတ်လားရလို့စိတ်ဖြစ်လို့စိတ်တွေနဲ့အချင်းကုန်နေတာတခါတလေမုန်းစိတ်တွေနဲ့အချင်းကုန်နေတာ
အချိန်တိုင်းလူကတော့မသိစိတ်တွေနဲ့ပဲအချိန်ကုန်နေတာဘာတွေတော့လောဘဒေါသမောဟပေါ့ဟုတ်တယ်မဟုတ်လားအဲ့ဒီလောဘဒေါသမောဟနဲ့နေတာကိုနှိမ့်ကြတဲ့စိတ်နဲ့နေတယ်လို့ပြောမလားမြင်မာတဲ့စိတ်နဲ့နေတယ်လို့ပြောမလားနှိမ့်ကြတဲ့စိတ်နဲ့နေကြတာနော်လူကျင်စိတ်တွေမုန်းစိတ်တွေမသိစိတ်တွေနဲ့ပဲနေနေတာအဲ့ဒါအောက်တန်းကြတဲ့စိတ်ပေါ့နော်အဲ့လိုစိတ်ဓာတ်အပြင်အောက်တန်းကြနေတဲ့လူလောကကြီးမှာကိုကစိတ်ဓာတ်ကိုမြင်မာအောင်တိဆောက်ပြီးတော့နေရမယ်မြင်မာတဲ့စိတ်ဆိုတာလောဘဒေါသမောဟရဲ့ဆန့်ကျင်ဘက်အာလောဘအာဒေါသအာမောဟကိုပြောတာဟုတ်ရဲ့လားလောဘဒေါသမောဟအာကြီးလာပြီဆိုလို့ရှိရင်ဘသူသေးသေးမတေမာပြီးရောဆိုပြီးတော့ယုံညံ့တဲ့ကာယကံမှုဝစီကံမှုနဲ့လောကကြီးမှာအကြီးတန်းအယုတ်ဆိုးကြတာတွေမရှိဘူးလားစိတ်ဓာတ်ကနှိမ့်ကြပြီဆိုရင်အပြောဆိုတာလည်းနှိမ့်ကြတာပဲအပြုမှုကလည်းနှိမ့်ကြတာပဲဟုတ်လားဘုရင်တို့ကန္နာဇတ်တော်ထဲမှာဘုရားလောင်းကန္နာယတိပြောတဲ့စကားလေးတစ်ခွန်းအာလောဘသဟတာကာရနိကတိဝေစနာနိစ္စဒိဋ္ဌန္တိလောဘဓမ္မေတုတတ္တမလောဘနရောစီတရားမင်းကကြီးညိုလွန်းလို့ကြိုက်တဲ့ဆုကိုတောင်းပါလို့သူ့ကိုဆုပေးတာလေကြားဥပါတဲ့ဒီဇတ်တော်ဟုတ်လားအဲ့တော့ဘုရားလောင်းကအမျက်ကင်းတဲ့လူသားတစ်ယောက်ဒေါသကင်းတဲ့လူသားတစ်ယောက်ချစ်ချင်းလောဘကင်းတဲ့လူသားတစ်ယောက်ချစ်ချင်းကင်းတဲ့လူသားတစ်ယောက်ဖြစ်ပါရစေလို့ဆုလေးမျိုးတောင်းအဲ့တော့တရားမင်းကအဲ့ဒီဒေါသအဲ့ဒီအမျက်အဲ့ဒီလောဘအဲ့ဒီချစ်ချင်းမှာဘာဖြစ်တည်ရှိနေလို့သင်ကအဲ့ဒီတရားတွေကနေကင်းကွာခြင်းရတာတုံးလို့မေးလို့ဘုရားလောင်းကအမျက်ရဲ့ဒေါသရဲ့လောဘရဲ့ချစ်ချင်းရဲ့ဒီတရား၄မျိုးရဲ့အပြစ်ကိုပြောတာအဲ့ဒီတည်းမှာလောဘရဲ့အပြစ်ကိုပြောတာလေးကိုအရင်ကလူလောကနဲ့အလွန်တရာမှအဝင်ဝင်ကြတဲ့အတွက်ကြောင့်စိတ်ထဲမှာစွဲနေဘာပြောတော့ဆိုတော့အာလောဘသဟတာကာရနိကတိဝေစနာနိစ္စဒိဋ္ဌန္တိလောဘဓမ္မေတုတတ္တမလောဘနာရောစီတရားမင်းတဲ့လောကကြီးမှာရင်ဘတ်ပေါ်မှာဒုတ်တို့ဓာတ်တို့လက်နက်အမျိုးစုံတနတ်တို့နော်တင်ပြီးတော့အချင်းချင်းရက်ဆက်နေကြတာတွေရှိတယ်လက်နက်အာကိုနဲ့အချင်းချင်းရက်ဆက်ကြတာနော်တယောက်ကိုတယောက်တအုပ်စုကိုတအုပ်စုလူမျိုးမျိုးနွယ်စုတစ်ခုကိုမျိုးနွယ်စုတစ်ခုနိုင်ငံတစ်ခုကိုနိုင်ငံတစ်ခုကအချင်းချင်းမလုပ်နေတော့ရက်ဆက်နေတာရှိတယ်ဘာအာကိုနဲ့နော်လက်နက်အာကိုနဲ့နော်နိဂတိဝေစနာနိစ္စအတုကိုဖြတ်ပြီးတော့လှည့်စားကောက်ကျစ်နေကြတာတွေလည်းလောကမှာရှိတယ်တဲ့သူကနှစ်ချက်ပြောတယ်နော်လက်နဲ့အာကိုနဲ့ရက်ဆက်တာရဲ့ညဏီညတဲ့အာကိုနဲ့အချင်းချင်းနော်လှည့်စားတာကောက်ကျစ်တာရှိတယ်တဲ့အဲ့ဒီလိုရက်ဆက်ခြင်းကောက်ကျစ်ခြင်းတွေဟာလောဘဓမ္မေတုဒိဋ္ဌံတိလောဘရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာပဲငါမြင်ရတယ်တတ္တမလောဘနာရောရှိဒါကြောင့်အဲ့ဒီလောဘကိုငါမကြိုက်ဘူးတဲ့ဒါလေးပြောတာရှိဟုတ်လားအလိုဆန္ဒတွေပဲလွှမ်းမိုးပြီးတော့နေကြတဲ့လောကကြီးဟာမြင်မာလာစရာအကြောင်းသိပြီးတော့မရှိဘူးနော်ရရင်ပြီးရောဘာဖြစ်ဖြစ်လုံးမှာပဲဘာဖြစ်ဖြစ်ပြောမှာပဲဟုတ်လားအဲ့ဒါပါတော့အောက်တန်းချတဲ့စိတ်နဲ့နေတာဟုတ်အဲ့လိုလူတွေပဲများတဲ့လောကကြီးထဲမှာကိုကလောဘဆိုလို့ရှိရင်လည်းပဲနော်ဝိသမလောဘမဖြစ်ဖို့ထိန်းရမှာဟုတ်တယ်မဟုတ်လားခုနကတော့မာနမှာအတိမာနဆိုတာရှိတယ်လို့လောဘမှာလည်းပဲဝိသမလောဘဆိုတာရှိတယ်ဝိသမလောဘဆိုတာဘာပြောတာလဲတရားလွန်ဖြစ်တဲ့လောဘပေါ့နော်တရားကိုလွန်သွားတဲ့လောဘဟုတ်လားတရားပေါင်းတွင်ရှိတဲ့လောဘလို့ရှိသေးလားဥသိရင်လို့မေးရင်ဒါဘယ်လိုပြောရမှာလဲတော့သူများပစ္စည်းကိုမတရားလိုချင်တဲ့ကိစ္စတတ်မဲ့ဖြတ်မဲ့တတ်မှဖြတ်မဲ့ရမယ်ဆိုရင်လည်းပဲယူမှာပဲဆိုတဲ့လောဘမျိုးပါတရားလွန်လောဘပေါ့နော်ကိုယ့်ကိုယ်တမ္မာအာဇီဝနဲ့ရှာမယ်ဖွေမယ်ဆိုတဲ့နော်လိုချင်တဲ့လောဘမျိုးကြတော့သူများကိုထိခိုက်မှုမရှိတဲ့အတွက်ကြောင့်အဲ့ဒီလောဘလောက်ဆိုးတယ်လို့ပြောလို့ရမလားမရဟုတ်လားဒါကြောင့်လောဘရဲ့နယ်ပယ်လေးတွေကိုလည်းပဲဦးဇင်းတို့ကကန့်သက်ချက်ကလေးနဲ့ထိမ့်သိမ့်နိုင်မှုမလိုဘူးလားလိုတယ်ဦးဇင်းတို့ဇတ်တော်လေးတစ်ပုဒ်ရှိတယ်ဗျနှိမ့်သူတွေထဲမှာမြင့်မှာဆိုတဲ့ဒီစကားလေးနဲ့ပတ်သက်ပြီးတော့အတူယူစရာလေးပေါ့ဟိုဘဝတစ်ခုတုန်းကဘုရားလောင်းကကုံတယ်ကြီးတယောက်ဖြစ်တယ်လို့ဆိုတယ်အဲ့ဒါဒီနေ့တော့ကုံတယ်ပေါင်းများစွာကိုခေါင်းဆောင်ပြီးတော့သူကုံကူးသွားရင်းနဲ့တဲကန္နာယာကြီးတစ်ခုကိုဖြတ်ရတယ်အဲ့လိုဖြတ်တဲ့အခါမှာသူတို့ကညားတိုင်ရောက်လို့ရှိရင်ဟိုညားကိုပဲသူကသွားတာနေ့ကိုနေရအရန်ပူတဲ့အခါကျတော့မသွားနိုင်ကန္တာရမှာတော့ညာမိုးချုပ်ပြီးဆိုရင်ခရီးထွက်တယ်အဲ့ဒါဘာလို့လဲဆိုတော့အမြဲတမ်းနက္ခတ္တာယာကိုကြည့်ပြီးတော့သူကသွားရတယ်အဲ့ဒါလူတယောက်လက်ခတ်ကျွမ်းကျင်တဲ့လူတယောက်ကိုရှေ့ဆုံးလုံးလှဲမှာတင်ပြီးတော့သူ့ကိုခါချင်းငွေပြီးတော့ငှားပြီးတော့ခေါ်ရတာအဲ့ဒီလူဟာခရီးပန်းလာတဲ့အခါကျတော့တညမှာကန္တာယာထဲမှာဖြတ်ရင်းနဲ့အိပ်တော်သွားနောက်ကလူတွေကလည်းစိတ်ချပြီးတော့လိုက်တာအဲ့ဒါနွားတွေကရှေ့ဆက်မသွားဘဲနဲ့လာလန်းပြန်လှိမ့်မသိဘူးဘယ်သူမှလဲအစီလိုက်တယ်အကုန်လုံးလဲတွေအများကြီးတန်းပြီးတော့လိုက်တော့အဲ့မနဲ့လင်းပြီဆိုတော့ကြည့်လိုက်တဲ့အခါကျတော့အရင်နေ့ကစခန်းချရတဲ့နေရာကြီးဖြစ်နေရေကယူလာတာလဲကွက်တိဒီကန္နာရကိုဘယ်နှရက်ဖြတ်ရမလဲဆိုတော့သူတို့ကတီးပြီးသားဘယ်နှရက်စာ
ရေမရှိတော့ဒုက္ခရောက်အဲ့ဒါနဲ့ရေပြက်ပြီးတော့သူတို့အကြီးကြီးအားနေကြတာပေါ့နော်အားနေတဲ့အခါကျတော့ရေရှာရင်းနဲ့အကုရာရှာရင်းနဲ့တော့ရှောက်သွားကြရင်းနဲ့အဲ့ဒီမှာကံအားလျော်စွာပညောင်မင်းကြီးတပင်တွေ့တဲ့ညောင်မင်းကြီးအဲ့ဒါသူတို့ကအဲ့ဒီညောင်မင်းကြီးတွေ့တော့ဟာနည်းနည်းအရေးမှကိုရဆိုတော့အဲ့ဒီညောင်မင်းကြီးချင်းချင်းရောက်လာကြအရေးသာခိုးနေတာဒီညောင်မင်းကြီးကဘယ်လိုညောင်မင်းကြီးလဲလို့သူတို့မသိဘူးတကယ်စင်စစ်အဲ့ဒီညောင်မင်းကနဂါမင်းစောင့်တဲ့ညောင်မင်းတဲ့ဟုတ်လားအဲ့တော့ညောင်မင်းအောင်မှာရိတ်ခွင်နဲ့ညောင်မင်းကြီးမော့ကြည့်တော့ဩညောင်မင်းကြီးကလည်းဆိုးရှောရဲ့စိမ့်ဆိုးလို့သူကလည်းရေကငတ်နေတယ်အဲ့ဒါအပင်ကြီးကြည့်တော့ရေတွေမြန်ထွက်မလို့ဖြစ်နေရေတွေကဆိုးစိမ့်လို့အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့တို့ညောင်ကိုင်းကိုဖြတ်ကြည့်ရအောင်ဘာမှဖြစ်မလဲသူရေထွက်မဲ့အတိုင်းပဲညောင်ကိုင်းကြည့်ရတာအဲ့ဒါနဲ့အရှိဘက်ကိုသွားနေတဲ့အကိုင်းကိုဖြတ်ကြည့်တဲ့ဖြတ်ကြည့်တဲ့အခါကျတော့နဂါမင်းကသူတို့ကိုတနာတဲ့အတွက်ကြောင့်အဲ့ဒီအကိုင်းကနေရေတွေကိုစီးကြစေတယ်နဂါမင်းရဲ့အစွမ်းလို့သူတို့ကမထင်ဘူးညောင်မင်းကြီးရဲ့အစွမ်းလို့ပဲထင်တာအဲ့ဒါနဲ့ရေရပြီဆိုတော့ဝမ်းသာအားရပါတော့ချက်ပြုတ်စားကြတောက်ကြဝမ်းသာကြပျော်ရွှင်ကြအဲ့လိုနေရင်းနဲ့အရန်ဆန်းကြတဲ့ညောင်မင်းကြီးပဲအရှိကိုင်းကိုဖြတ်လိုက်တဲ့အခါကျရေတွေထွက်တယ်အဲ့လိုဆိုလို့ရှိရင်မြောက်ကိုင်းကိုဖြတ်ကြည့်ဘာမှထွက်မလဲမသိဘူးညောင်မင်းကြီးကလည်းအကိုင်းလေးကိုင်းရှိတယ်အဲ့ဒါနဲ့မြောက်ကိုင်းဖြတ်လိုက်တဲ့အခါကျတော့အစာအာဟာရတွေကျလာတယ်တဲ့အံ့ဩစရာပေါ့နော်အဲ့ဒါနဲ့ဦးဇင်းတို့အနောက်ကိုင်းကိုဆက်ဖြတ်ကြအောင်မယ်ကွာဖြတ်ကြတယ်နောက်ကိုင်းကိုဖြတ်တဲ့အခါကျတော့အဝတ်အစားအပြည့်စုံဆင်ရထားတဲ့သရိုးသမီးကညာလေးတွေကြာတယ်နဂါမင်းကနဂါနတ်သမီးလေးတွေကိုလွှတ်ပေးတာလို့ဆိုတယ်အဲ့ဒါသူတို့သဘောတွေကြာပြီးတော့ဟာတော်တော်စမ်းကြယ်တဲ့ညောင်မင်းကြီးသူတို့ကန်ရှိလို့ရတယ်ပဲထင်နေတာအဲ့ဒါနဲ့အဲ့လိုဆိုရင်မြောက်ဘက်ကအကိုင်းကိုထပ်ပြီးတော့ဖြတ်ကြည့်ကြမယ်ဆိုဖြတ်ကြည့်တော့အဲ့ဒီပင်ဟာယရနာပစ္စည်းတွေကြာလာတယ်အဲ့ဒီအကိုင်းကနော်ရေလည်းရတယ်အစာလည်းရတယ်သရိုးသမီးလည်းရတယ်ယရနာပစ္စည်းလည်းရတယ်တော်တော်ပြည့်စုံသွားပြီလှဲနဲ့တိုက်ပြီးတော့ပြန်ယုံပဲဟုတ်လားဒါပေမဲ့လူလောဘဆိုတာကထိန်းချုပ်ဖို့သိပြီးတော့မလွယ်ဘူးရက်တန့်နိုင်ခဲ့တယ်အဲ့ဒါနဲ့သူတို့ဖြတ်လိုက်တော့ညောင်မင်းကြီးကတော့ကရုံးကြီးဖြစ်နေတယ်အပေါ်ပိုင်းတစ်ကိုင်းပဲကျန်တော့တယ်ဟုတ်လားအဲ့ဒါသူကဘာလုပ်လဲဆိုတော့ဒီညောင်မင်းကြီးကရန်ဆန်းကြတယ်တဲ့အဲ့ဒါကြောင့်မလို့ညောင်မင်းကြီးရဲ့အမြစ်ကိုဖြတ်ကြည့်ခြင်းနဲ့ဒါဆိုရင်ဘာတွေများရမလဲမသိဘူးကျေးဇူးရှင်ကိုအမြစ်ဖြတ်ဖို့ကြိုးစားကြတော့ဟုတ်လားနော်ကျေးဇူးရှင်ကိုအမြစ်ဖြတ်ဖို့ကြိုးစားတာနော်အဲ့ဒီမှာဘုရားလောင်းကတကိုင်းပြီးတကိုင်းဖြတ်တဲ့အစားရေရပြီးနောက်တကိုင်းဖြတ်မလို့တဲ့ဆိုဘုရားလောင်းကတားခြင်းနေတာဒါအများနဲ့ဆိုတော့တားလို့မရအဲ့ဒါနဲ့အမြင့်ဖြတ်မယ်ဆိုတော့ဘုရားလောင်းဘလို့မှနေလို့မရတော့နော်အဲ့ဒါနဲ့လက်အုပ်ချီပြီးတော့တောင်တားတယ်တဲ့သူ့ရဲ့လက်အောင်ငယ်သားကုန်းနေတယ်လောဘဇောတက်နေတဲ့အကောင်တွေပေါ့နော်ဒီသမားအောင်တဲ့ဒီအပင်ကြီးကမင်းတို့အမြန်ဘာများအကျိုးမဲ့တွေကိုလှုပ်ဖူးလို့ဒီအပင်ကြီးရဲ့အမြင့်ကိုဖြတ်ဖို့ကြိုးစားတာတော့တကယ်ဆိုရင်သူ့ကြောင့်မင်းတို့အသက်ရှင်ရတာရေရခဲ့တဲ့အစာရခဲ့တဲ့သူတို့သမီးရတဲ့ယရနာပစ္စည်းရတယ်တော်ပြီပေါ့ဒီပင်ကြီးရဲ့ရှင်သန်မှုကိုဘာလို့ဖြည့်ဆည်းနေရတာတော့အဲ့ဒါဟိုလူတွေကဘာပြောလို့ဆိုတော့ဟုတ်တယ်တဲ့ကျေးဇူးရှင်ဆိုတာကျေးဇူးကောင်းတာမဟုတ်ဘူးဒါတွေကတော့သူတို့လည်းသိတာပဲအရေးအနေနဲ့အခက်ချိုးချိုးလုပ်ရင်အဲ့ဒါလူယုံမှလို့ခေါ်တယ်ဒါပေမဲ့လို့အကျိုးရှိမယ်ဆိုရင်တော့အမြင့်ကိုဖြတ်သိရင်ဖြတ်ရမှာပဲတဲ့အဲ့ဒါကကြောက်စရာကောင်းတယ်လူလောကမှာအဲ့ဒါမျိုးတွေပဲနော်သိရတော့သိနေတာပဲဒါပေမဲ့လောဘတကယ်ကြီးလာပြီဆိုတော့တိတိကြီးနဲ့မလုပ်ကြရတော့မှားကြတာပေါ့ဟုတ်လားအဲ့ဒီမှာဘုရားလုံးကဘလို့မှတားလို့မရဘူးအများနဲ့တရားပါနော်အဲ့ဒါလည်းဘေးပဲထွက်ပြီးတော့ထိုင်နေရတယ်အဲ့ဒါအလွန်ထက်တဲ့ပစိတွေနဲ့အဲ့ဒီအပင်ကြီးညောင်မင်းကြီးရဲ့အမြစ်ကိုဖြတ်ဖို့ကြိုးစားကြတာအဲ့ဒီမှာနဂါမင်းကအလွန်လောဘတက္ကာယအားကြီးတဲ့လူတွေကိုယ့်ရဲ့အသက်သခင်အပင်ကိုတောင်ငဲ့ညာအကောင်မှမသိဒီလိုလူမျိုးတွေကိုလူလောကမှာမထားလိုက်ဘူးဆိုပြီးတော့ဘာလုပ်လဲဆိုတော့လှဲမှုဘုရားလုံးလှဲမှုတယောက်ကိုပဲချမ်းကျန်တဲ့လူတွေကိုအကုန်လုံးပြစ်တတ်ဆိုတော့နဂါစစ်တီကိုလေးနဲ့ပြစ်ခိုင်းတယ်တဲ့အများနဲ့ပြစ်ခိုင်းအကုန်သေးရတယ်ဟုတ်လားအဲ့ဒီဇတ်တော်တစ်ခုရှိအဲ့ဒါဘာလဲလို့မေးရင်ဘုရားလောင်းရဲ့စိတ်ဓာတ်ကတော့နှိမ့်ချတဲ့လူတွေရဲ့ကြားထဲမှာအမြင်မာတဲ့နေထိုင်မျိုးနဲ့နေထိုင်လို့တဲ့စိတ်နော်ဒါကြောင့်ပိဿပေါင်းသူတော်တို့အများမူကားရေတောက်တိုင်းကိုမတောက်ဘူးဆိုတဲ့စိတ်မျိုးလေးမွေးဖို့တော့မလိုဘူးလားလိုတယ်နော်နှိမ့်သူတွေထဲမှာမြင့်သူတွေထဲမှာနှိမ့်မှာဆန့်ကျင်ဘက်စကလုံးလေးနဲ့နော်အဓိပ္ပာယ်ကိုအလွန်အနှစ်သာရရှိအောင်ပြောတတ်တော်မူတဲ့မထေရကြီးလို့ဆိုရမယ်ပေါ့ဟုတ်လားနေနည်း၄မျိုးပြောတာနော်ခုဘယ်နည်းရှိသွားပြီတော့2နည်းရှိသွားပြီအဲ့ဒါရှေ့ဆက်တိုးမယ်ဆိုရင်သူ့ရဲ့နေနည်းကပိုးပြီးတော့နည်းနည်းသွားတာကိုတွေ့ရတယ်ဥပဒံတေသူနိပတိမြင့်သူတွေထဲမှာနှိမ့်မှာနိပတံတေသူဥပတိနှိမ့်သူတွေထဲမှာမြင့်မှာဟောတတိယဘာလာတော့ဆိုတော့ဝတိအဝတ္တမာနေသူ
အဝတ္တမာနေသူမနေသူတွေထဲမှာဝတ္တိနေပါတဲ့မနေကြတဲ့လူတွေကြားထဲမှာနေပါဘာလို့ရှုလို့တာတော့ဒါလေးကရိုးရိုးလေးပြောရရင်သူတော်ကောင်းတရားနဲ့မနေနိုင်ကြတဲ့လူတွေကြားထဲမှာသူတော်ကောင်းတရားလေးနဲ့နေပါလို့ပြောတာနည်းနည်းလေးအသေးစိတ်ပြီးတော့ပြောရမယ်ဆိုရင်တော့မေတ္တာတရားနဲ့မနေနိုင်ကြတဲ့လူလောကကြီးထဲမှာမေတ္တာတရားလေးနဲ့နေနိုင်အောင်ကြိုးစားရမယ်လို့ပြောတာအပ္ပမာဒဆိုတဲ့တတိတရားနဲ့မနေနိုင်ကြတဲ့လူတွေကြားထဲမှာအပ္ပမာဒဆိုတဲ့တတိတရားနဲ့နေနိုင်အောင်ကြိုးစားရမယ်လို့ပြောတာပို့ပြီးတော့နေဆိုင်သွားပြီလို့မဆိုနိုင်ဘူးလားရှင်းရနော်လူလောကကြီးမှာလူအများစုဟာမေတ္တာနဲ့မနေနိုင်ကြဘူးစဉ်းစားကြည့်နော်တတ္တဝါတွေရဲ့ပုံမှာတဏှာကုံသွားတယ်တခါမှကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်ကလေးမဖြစ်လိုက်ဖဲနဲ့ကုံခဲ့တဲ့ရက်တွေဘလောက်များတော့နူးညံ့သိမ်မွေ့မှုဘလောက်နည်းတော့စဉ်းစားကြည့်နော်အများရဲ့ပုံမှာကောင်းတည်ခြင်းတဲ့စိတ်ကလေးတောင်မမွေးနိုင်အလုပ်တွေအပြောတွေဆိုတာဝေးရောက်ငါအတွက်ဆိုတာလည်းပဲရုန်းကန်ရင်သွားတာသူများအတွက်ဘာမှမပါပဲနဲ့ပဲနေရတာဟုတ်တယ်မဟုတ်လားအဲ့ဒါကျေပြတ်နဲ့နေခြင်းလို့ဆိုနိုင်မလားဒါမေတ္တာကိုတကယ်ပေါက်မြောက်အောင်ကြိုးစားမယ်ဆိုရင်အဲ့ဒါအပ္ပမာဏလို့မြတ်စွာဘုရားသုံးတယ်နော်အပ္ပမာဏဆိုတာပမာဏပြလို့မရဘူးအဲ့ဒီကုသိုလ်ကပမာဏပြလို့မရဘူးကဏ္ဍနဲ့တတ်မှတ်လို့မရဘူးရည်တွက်လို့မရဘူးပြောရရင်အလွန်ကျေပြန့်တယ်ဟုတ်လားခုတက္ကသမားတို့အချင်းတို့ကဘဝမှာဘယ်လိုနေတာတော့အလွန်ကျင်းမြောင်းစွာနေတာငါနဲ့ငါမိသားစုအပြင်ဘက်ငါစိတ်သိပ်ပြီးတော့မရှိဘူးဟုတ်လားတကယ်တမ်းကစိတ်ကိုချဲ့ထွင်မယ်ဆိုလို့ချင်းစိတ်ကအစွမ်းအရမ်းကြီးရှိတာနားလည်ဖို့လိုတယ်ဟုတ်လားလူတွေကမေတ္တာနဲ့နေနိုင်လားမနေနိုင်ဘူးနော်အများစုကမေတ္တာကိုစိတ်တောင်မဝင်စားဘူးနားတောင်မလဲဘူးလူအများစုကဟုတ်လားတွတ်ထက်ပူပြီးတော့နည်းနည်းတဲ့နေနေရပါတော့အခုယောဂီတို့ကြိုးစားအထုတ်ပြီးတော့နေတဲ့နေနော်အတိကလေးကပ်ပြီးတော့တတိလေးကပ်ပြီးတော့အမှန်တရားကိုသိအောင်ဆိုတဲ့မုံမြတ်တဲ့ရည်ရွယ်ချက်ရှိရှုပြီးတော့တတိနဲ့နေတဲ့နေဟုတ်လားအဲ့ဒီနေတဲ့နေကိုကင်လူအများစုနေနိုင်သလားမနေနိုင်ဘူးဒါကြောင့်မေတ္တာနဲ့မနေနိုင်ကြတဲ့တတိနဲ့မနေနိုင်ကြတဲ့လူလောကကြီးမှာမေတ္တာတရားနဲ့တတိတရားနဲ့နေနိုင်အောင်ကြိုးစားကြရမယ်အဲ့ဒါကိုမနေသူတွေထဲမှာနေပါလို့ပြောတာမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာပြီဆိုလို့ရှိရင်မနေသူတွေထဲမှာနေပါဆိုတဲ့အဆုံးအမကိုလည်းလိုက်နာပြီးသားဖြစ်သွားတယ်ပေါ့။ဟုတ်ဆိုလူအများစုကမြတ်စွာဘုရားရဲ့အဆုံးအမကိုမလိုက်နာဘဲနဲ့ပဲနေကြတာဟုတ်တယ်မဟုတ်လား။ဘုရင်တို့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ပြောစရာအရန်ကောင်းတဲ့နောက်အချက်ကလေးတစ်ခုအကြောင်းအရာလေးတစ်ခုဓမ္မပဒပါဠိတော်မှာတွေ့ရတယ်။အဲ့ဒီအကြောင်းအရာလေးကပေးသက်ပေါင်းတော်အောင်တို့ကြာဘူးနာဝါတော့ရင်းနေနေရှိထားကြပြီးသားပါ။မြတ်စွာဘုရားရဲ့ရွှေတော်မျိုးတော်တွေကောလိယနဲ့ကပိလဝတာကိဝင်မင်းသားတွေရေလူတာကိုအကြောင်းပြုပြီးတော့စစ်ထိုးကြတာကြားဘူးတယ်မဟုတ်လားတော့ရောဟိနီမြစ်ကရေကနှွေးကကြတော့ခမ်းပြီအဲ့ဒီနေ့ကမိုးလဲနေတော့ခမ်းတယ်အဲ့ဒီမြစ်ရေလေးကိုပဲဟိုဘက်ကဆယ်ဒီဘက်ကဆယ်ပြီးတော့နောက်စိုက်ပြိုးရေးကလှုပ်ကြရတာအဲ့ဒီနေ့မိုးကခေါင်းတဲ့ခါကျရေကလုံတော့မရတော့အဲ့ဒီရေလူရရင်းနဲ့လေသမားချင်းချင်းရံဖြစ်ရနေပြီးတော့အမျိုးအနွယ်ကိုထိခိုက်ပြီးတော့ဆဲကြဆိုကြရင်းနဲ့အဲ့ဒါတွေကမင်းကြီးမင်းသားတွေရဲ့နားကိုပေါက်ကြပြီးတော့ပြောရရင်စစ်ဖြစ်ကြတယ်အဲ့ဒါမြတ်စွာဘုရားတည်တော်မူတဲ့အခါကျတော့ဒီရောဟိနီမြစ်ကိုအလဲကောင်ထားပြီးတော့တစ်ဖက်ကစစ်တပ်ကြီးချီလာတယ်ဟိုဘက်တစ်ဖက်ကလည်းစစ်တပ်ကြီးချီလာတယ်အဲ့ဒါမြတ်စွာဘုရားကောင်းငင်ရံမှာထပ်ဝက်ဖွဲ့ခွေထိုင်ပြီးတော့နေတယ်အဲ့မြတ်စွာဘုရားကိုမြင်တဲ့အခါကျတော့ရွှေတော်မျိုးတော်တွေကမြတ်စွာဘုရားကိုတော့လေးစားကြတယ်ပေါ့နော်ငါ့ကိုတဲ့အဲ့ဒီလူတွေတတ်ချင်တတ်ပါစေငါလက်နဲ့ကိုတော့မြတ်စွာဘုရားရှိမှမကင်ဘူးလက်နဲ့တည်ချဟုတ်လားအံ့ဩစရာနော်မြတ်စွာဘုရားမေတ္တာတော်လို့လည်းဆိုနေတယ်အဲ့ဒီမှာမြတ်စွာဘုရားဆွေတော်မျိုးတော်တို့မင်းကြီးမင်းသားတို့ဘာလို့လာကြတာတော့သိရနဲ့မေးတာပေါ့တတ်ကြမလို့စစ်ထိုးကြမလို့လာကြတာပါဗျာဘာလို့တတ်ကြမှာတော့ရေဒီဟူသောအကြောင်းကြောင့်တတ်ကြမလို့ဩအဲ့လိုဆိုရင်ရေကလူ့အသက်ထဲတန်ဖိုးရှိလို့လားမိဂုံလေးတွေကရိုးရိုးလေးပဲလို့အရန်တာသွားတယ်နော်ရေကြောင့်တတ်ကြမှာတဲ့ရေကလူ့သက်ထဲတန်ဖိုးရှိလို့လားဆိုတော့မဖြေနိုင်တော့နော်ရေကလူ့သက်ထဲတန်ဖိုးရှိမလားဘယ်ရှိမှာတော့ဟုတ်လားအခုလူလောကအကြီးမှလည်းကြည်နော်လူတွေကကိုယ့်ကိုယ်အသိဉာဏ်ရှိတယ်ခကြီးကတိုးတက်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်နော်ပေါက်ကရရှောက်တာပြောနေတာတကယ်ကတော့ဘာလို့နေတော့လူချင်းချင်းတတ်နေကြတာပဲလေဘာလို့တတ်ချင်တာလူထဲတန်ဖိုးရှိတဲ့အရာကြောင့်လူကိုတတ်နေကြတာတော့မဟုတ်ဘူးနော်ကိုလူချင်းတာတစ်ခုခုကြောင့်လူချင်းချင်းတတ်နေကြတာမရှိဘူးလားရှိနေဆရာကြီးအောင်တင်ရေးတဲ့စာလေးတစ်ခုတောင်ပုံဖတ်ဘူးတာလေးရှိတယ်လူငယ်တွေတွေ့တော့ပြောခြင်းစစ်ပွဲမှာလူတွေကိုတတ်ရင်းနဲ့နော်လူရိုင်းနေနဲ့တွေ့တဲ့ခါကျတော့လူရိုင်းတွေကလူသားစားတဲ့လူရိုင်းလူသက်စားအဲ့ဒါနဲ့ဒီစစ်သားကပြောတာမင်းတို့လူရိုင်းတွေဘာမှအဆင်မရှိဘူးလူကိုတတ်စားတယ်လူကိုတတ်ကြတယ်
မင်းတို့ကပို့ပြီးတော့အဆင်မရှိတာလို့ပြောတယ်တဲ့လူရန်တို့ကစားဖို့လို့တတ်တာမင်းတို့ကမစားဘဲနဲ့တတ်ကြတာလို့ပြောတယ်စဉ်းစားကြည့်နော်လူရန်ကတတ်တာဘာလို့တတ်တာစားဖို့တတ်တာတရားလူတွေကဘာလို့မစားဘဲနဲ့တတ်ကြတယ်အချီးနီးလည်းကရှောက်တတ်နေကြတယ်ဟိုကတော့အကြောင်းပြချက်တွေကတော့အများကြီးရှိမှာပေါ့နော်ဒါပေမဲ့လူတတ်တာကတော့ဘာလို့တတ်တာပဲလေဟုတ်လားအဲ့ဒါနဲ့မြတ်စွာဘုရားရေကလူထက်တဲ့လူအသက်တဲ့ပို့ပြီးတော့တန်ဖို့ရှိလို့လားဆိုတော့မရှိပါဘူးဗျာဘာလို့အဲ့လိုလုပ်ရတာတော့အဲ့ဒီမှာမြတ်စွာဘုရားသူတို့ကိုတရားဟောတာအဲ့ဒီဟောပြတဲ့တရားဒေသနာလေးသုံးပုဒ်ကတော်တော်ကောင်းတယ်တုတုခဝတ္တဇင်ဝါမဝေဒီနေတုအဝေဒီနောဝေဒီနေတုမနုဿေတုဝိဟာရမအဝေဒီနောရေမယာအကျင်ငါတို့သည်တဲ့ဝေဒီနေတုယံရှိကုန်သောမနုဿေတုလူတို့၌အဝေဒီနောယံကင်းသည်ဖြစ်ဝိဟာရမနေကြပါကုန်၏တေမယာထိုယံရှိသူတို့၌ယံမရှိဘဲနဲ့နေကြတဲ့ထိုငါတို့သည်ဝေဒီနေတုယံရှိသူတို့ရဲ့အကြ၌အဝေဒီနောယံမရှိပါဘဲနဲ့တုတုခံဝတ္တအလွန်ချမ်းသာစွာဇီဝါမအသက်ရှိကြရပေကုန်စွာတကားမြတ်စွာဘုရားဒါတုကုတုပြောတာပေါ့နော်တို့တွေဟာယံရှိတဲ့လူတွေရဲ့ကြားထဲမှာယံမရှိဘဲနဲ့ချမ်းချမ်းသာသာရှင်သန်နေကြတယ်တဲ့အဲ့ဒါကိုအဲ့လိုလေးဖြစ်အောင်လုပ်ရမယ်နော်ယံများလွန်းတဲ့လူလောကကြီးမှာယံဆိုတာကဦးဇင်းတို့ပြင်ပကယံရှိတယ်အတွင်းကယံရှိတယ်ဒါကတွေကအခြေချဲ့လိုက်မှဆိုတော့အဓိပ္ပာယ်တွေကအမျိုးမျိုးထွက်လာတော့နော်ပြင်ပကယံဆိုတာတော့နားလည်ဖို့လွယ်တယ်အတွင်းကယံဆိုတာနားလည်ဖို့ခက်တယ်အတွင်းကယံဆိုတာဘာပြောတာလဲလောဘဒေါသမောဟကိုပြောတာဟုတ်လားအဲ့လိုယံနေရောပြောနေကြတယ်ယံနေနဲ့ပဲနေကြတဲ့လူတွေရဲ့ကြားထဲမှာယံကင်းပြီးတော့တို့တွေကချမ်းချမ်းသာသာအသက်ရှိကြရတယ်တဲ့ဒါသူတော်ကောင်းတွေအားလုံးကိုရည်ညွှန်းပြီးတော့ပြောတာပေါ့ပြီးတော့ဗာပြောတော့နော်တုတုခဝတ္တဇိဝါမအာတုရိတုအနာတုရာအာတုရိတုမနုဿေတုဝိဟာရမအနာတုရာရေမယာအကျင်ငါတို့သည်အာတုရိတုကိလေသာတို့ဖြင့်နာကျင်ခက်ခက်ချင်းရှိကြကုန်သောတတ္တဝါတို့၏ကြားထဲမှာအနာတုတွေကိလေသာတို့ဖြင့်နာကျင်ခြင်းမရှိပါဘဲနဲ့ဝိဟာရမနေကြပါကုန်၏တိမယာထိုငါတို့သည်အာတုရိတုကိလေသာတို့ကြောင့်နာကျင်နေကြသောပုဂ္ဂိုလ်တို့၏ကြားထဲမှာအနာတုရာကိလေသာတို့ဖြင့်နာကျင်ခြင်းမရှိဘဲနဲ့တုတုခံဝတ္တအလွန်ချမ်းသာစွာဝိဟာရမအသက်ရှင်သန်ပြီးတော့နေထိုင်ကြရပါပြီစွာတကားတဲ့သူကြတော့ပို့ပြီးတော့လေးနဲ့သွားပြီနော်အများစုကဘယ်လိုနေကြတာတော့ကိလေသာတို့ဖြင့်နာကျင်ပြီးတော့နေကြတာတဲ့စိတ်ကဟုတ်လားဒီနေရာမှာကိုယ်နာတယ်စိတ်နာတယ်ဆိုတဲ့အသုံးအနှုန်းလေးလူတိုင်းကြားဦးတယ်နော်နာကုလပိတုတခါကြီးကိုမြတ်စွာဘုရားဟောပြတယ်ကိုယ်သာနာတော်လည်းပဲစိတ်မနာပါစေနဲ့ဆိုတဲ့ဒေသနာလေးကြားဦးကြတယ်ဟုတ်လားအဲ့တော့စိတ်နာတယ်ဆိုတာဘာတော့စိတ်နာတယ်ဆိုတာနော်အလိုဆန္ဒတွေဖြစ်နေတာမကျေနပ်မှုတွေဖြစ်နေတာမတိဘဲနဲ့နေနေတာအဲ့ဒါစိတ်နာနေတာအဲ့လိုစိတ်နာကျင်မှုနဲ့နေကြတဲ့လူလောကကြီးထဲမှာစိတ်နာကျင်မှုမရှိဘဲနဲ့ချမ်းချမ်းသာသာတို့ဟာအသက်ရှင်ပြီးတော့နေကြရတယ်တဲ့ကိုယ့်ရဲ့ရှင်သန်မှုလေးကဘလို့လေးလဲဆိုတာကိုဝေဖန်ရမှာဟုတ်လားရံကင်းပြီးတော့ရှင်သန်နေတဲ့ရှင်သန်မှုလားအနာကင်းပြီးတော့ရှင်သန်နေတဲ့ရှင်သန်မှုလားတွေးကြမှာဒီနေ့မှာအနာဆိုတာကကိုယ်အနာကိုရည်ရွယ်တာမဟုတ်စိတ်အနာကိုရည်ရွယ်တာနော်ကိုယ်အနာဆိုတာကတော့မြတ်စွာဘုရားတခဏမြတ်ကင်းတယ်လို့ဝန်ခံမယ်ဆိုရင်တော့မိုက်မဲလို့ပြောခဲ့ပြီးသားလေကိုယ်အနာကတော့ကင်းတယ်လို့မရှိဘူးမတ္တမှုကတော့နည်းနည်းအများဆိုအမြဲတမ်းရှိနေဟုတ်လားဒါမြတ်စွာဘုရားရွတ်ဆိုပြတဲ့ဂါထာလေးနော်နှစ်ပုဒ်ရှိသွားပြီဟုတ်လားနောက်ဆုံးဂါထာလေးကဘာပြောတော့တုတုခဝတ္တဇေဝါမဥတုကေတုအနုတုကာဥတုကေတုမနုဿေတုဝိဟာရမအနုတုကာဥတုကဆိုတာဘာပြောအောင်ဆိုဥတုကဆိုတာနော်ကာမအာယုံကိုရှားပွေမှုမှာကြောင်းကြစိုက်နေတာကိုပြောတာနော်ကာမအာယုံရှားပွေမှုမှာမလုပ်နေတော့ကြောင်းကြစိုက်လူလောကအနေနဲ့ပြောမယ်ဆိုတော့ရှားမွေဖွေးမေးပေါ့ပဲအဲ့ဒါဘာတော့ဥတုကဟုတ်လားအဲ့မြတ်စွာဘုရားကဘာပြောတော့ရေမယာကျင်ငါတို့သည်တဲ့ဥတုကေတုကာမကိုရှားပွေမှု၌လုံလစိုက်ထုတ်ကြောင်းကြပြုတ်ပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တွေရဲ့ဈာထဲမှာအနုတုကကာမကိုရှားပွေတဲ့နေရာမှာကြောင်းကြစိုက်မှုမရှိဘဲနဲ့ဝိဟာရမှာနေကြပါကုန်၏တေမယာထိုငါတို့သည်ဥတုကေတုကာမမှာကြောင်းကြစိုက်နေကြတဲ့ပုဂ္ဂိုလ်တွေရဲ့ဈာထဲမှာအနုတုကေကာမကိုကြောင်းကြစိုက်မှုမရှိဘဲနဲ့တုတုခံအလွန်ချမ်းသာစွာဇိဝါမဝတ္တအသက်ရှင်ကြရပေကုန်စွာတကားဒီနေ့နေ့ကြတော့ပို့ပြီးတော့လည်းစဉ်းစားကြရှိမသွားဘူးလားရှိသွားတယ်နော်ဒါကတော့အိမ်ယာတီထောင်လူပေါ်မှာနေကြတဲ့ပုဂ္ဂိုလ်တွေအတွက်ကြတော့ကင်းဖို့အရန်ခက်တာပေါ့နော်ဟုတ်လားကာမမှာရှာဖွေမှုမှာလုံလစိုက်ထုတ်ပြီးတော့မနေဘဲနဲ့နေဖို့ဆိုတာလွယ်ပါမလားမလွယ်ဘူးနော်အေးတိုးတော်လည်းပဲတသက်လုံးဒီလိုကြီးပဲနေသွားမယ်ဆိုရင်တော့လည်းပဲညံဖြစ်ရရောက်မယ်ပေါ့အဲ့တော့အချိန်လေးတွေပိုင်းခြားပြီးတော့
နော်ဒီလိုနေနည်းရတနည်းနောက်ထပ်နေနည်းတနည်းနဲ့နေအောင်မယ်ဆိုပြီးတော့ပိုင်းဖြတ်နိုင်စိတ်ကလေးတော့ရှိဖို့လိုတာပေါ့ဆိုကြပါစို့အခု9 ရက်တာတရားစကားအချိန်ယူပြီးတော့လာကြတယ်ကိုယ်ကောင်းထဲမှာကိုဒါလေးကိုမထည့်ဘူးကွာတစ်လုံးလှုပ်လာခဲ့တာပဲပြီးရင်လည်းမသိမချင်းလှုပ်အောင်ပါပဲဒီအချိန်လေးတော့ငါဖြတ်တော့ပြီးတော့ထားလိုက်မယ်အဲ့ဒီလိုစိတ်မျိုးလေးမွေးနိုင်မှုမလိုဘူးလားလိုတယ်နော်ကိုသွားပြီးတော့လှုပ်လို့လည်းရတာမဟုတ်စိတ်ထဲမှာလည်းကလေးလံပူပန်းနေတာပဲရှိတာပဲနိဟုတ်လားအစစ်မြင့်မြင့်ကလေးနေတတ်ဖို့လိုတယ်ကိုယ်စိတ်ကိုနော်ပိုင်းဖြတ်ပြီးတော့ထားနိုင်ဖို့လိုတာပေါ့ဟုတ်လားဒါကြောင့်ဒီမှာမြတ်စွာဘုရားကနော်ဆွေတော်မျိုးတွေဟောတဲ့ဂါထာလေး၃ပုဒ်အတိပ္ပယ်အရန်ကောင်းတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ယံနေနဲ့နေကြတဲ့လူလောကကြီးမှာယံကင်းပြီးတော့ချမ်းချမ်းသာသာရှင်သန်နေကြတယ်တဲ့ဟုတ်လားကိလေသာတို့ကြောင့်နာကျင်နေကြတဲ့လူလောကကြီးမှာကိလေသာတို့ကြောင့်နာကျင်မှုမရှိဘဲနဲ့ချမ်းချမ်းသာသာရှင်သန်နေကြတယ်နော်ကာမကိုပဲရှာဖွေရင်းနဲ့ဒီအလုပ်ကိုပဲအလုပ်တစ်ခုလုပ်ပြီးတော့ကြောင်းကြစိုက်ထုတ်အားထုတ်ပြီးတော့နေကြတဲ့လူတွေကြားထဲမှာဒါကိုဘာကြောင်းကြစိုက်ထုတ်အားထုတ်မှုမှမရှိဘဲနဲ့တကယ်ကိုချမ်းချမ်းသာသာကြီးဘဝမှာနေပါတယ်တဲ့ယောဂီတို့သတိလေးတစ်ချက်လောက်ထားကြည့်အဲ့ဒီလိုအနေအထားမျိုးကိုတကယ်မနေရသေးပဲနဲ့ကြားရတာနဲ့ကိုပဲစိတ်ထဲမှာဘာဖြစ်တော့ချမ်းသာမှုရှိတယ်ဟုတ်တယ်မဟုတ်လားဟုတ်လိုက်တာဆိုတဲ့အတွေ့ပေါ့နော်ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့မေတ္တာနဲ့တတိနဲ့မနေနိုင်ကြတဲ့လူလောကကြီးမှာမေတ္တာတရားနဲ့တတိတရားနဲ့နေနိုင်အောင်ကြိုးစားရမယ်မေတ္တာလည်းမပါလို့မရဘူးနော်လူဆိုတာကစုကြထဲမှာသိရတဲ့ဘူးသီးလိုပဲဟုတ်လားဘုရင်တို့တန်ရုပ်ပါဠိတော်ထဲမှာမဏိပတ္တရသုတ်တံဆိုတာရှိတယ်အဲ့ဒီမှာမဏိပတ္တရဘလူဟာမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားတဲ့တတိရှိရင်အခါခတ်သိမ်းကောင်းတယ်တတိရှိရင်အနာဂတ်တိုင်းလှပတယ်တတိရှိရင်အကုန်လုံးပြည့်ပြည့်စုံတယ်တတိရှိရင်ရံကလည်းလွတ်တယ်လို့သူမြတ်စွာဘုရားကိုလျှောက်ဒါသူ့အမြင်ပေါ့အဲ့တော့မြတ်စွာဘုရားဘာပြောဆိုဟုတ်တယ်တဲ့တတိရှိရင်အခါခတ်သိမ်းကောင်းတယ်မနှက်ဖြန်တိုင်းကောင်းတယ်အမြဲတမ်းကောင်းတယ်သို့တော့ရံကတော့မလွတ်သေးဘူးတဲ့ဟောဒါကိုမြတ်စွာဘုရားလုံးဝလက်မခံလိုက်ဘူးနော်တတိရှိရင်အကုန်ကောင်းတယ်သို့တော့ဗါတဲ့တော့ရံတော့မလွတ်သေးဘူးတဲ့အားလုံးသောတတ္တဝါတွေရဲ့ပုံမှာမညှင်းစေမှုမဆင်းရဲစေလိုမှုနော်ကရုဏာတရားကိုအခြေခံပြီးတော့တတ္တဝါတွေရဲ့ပုံမှာကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်မေတ္တာတရားရှိမှအဲ့ဒါရံကင်းတာတဲ့ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ကိုတိတိဖြစ်စေမတိတိဖြစ်စေဘေးတွေအန္တရာယ်တွေရန်နေဆိုတာရောက်လာနိုင်တယ်အဲ့ဒါမေတ္တာတရားနဲ့အကောင်းဆုံးအကာအကွယ်ကိုယူထားတဲ့တယ်နော်စောစောကဘုံဘုံတွေကိုနော်ဒကမာကြီးတယောက်ကမေတ္တာပေးရတောင်းဘုံဘုံကပေးရွတ်တာလည်းဘလောက်ကြာရင်တော့မရွတ်ဘူးလားကိုနှစ်နဲ့တောင်ချီပြီလို့ထင်တယ်ဟုတ်လားကိုအကြောင်းကိုပြောရတာလည်းမကောင်းပါနော်အဲ့တော့သူများရွတ်တဲ့ဥစ္စာကိုမယူနဲ့လို့ဒါဦးဇင်းကပုံမှန်လေးနဲ့ပြောတာကိုယ့်ကိုရွတ်တတ်တယ်မို့လဲရွတ်တတ်တယ်တဲ့အဓိပ္ပာယ်ကိုနားလည်အောင်လို့ထံကတိုင်းကြအောင်ပုပ္ပတ်မှအောင်ဖတ်တတ်အောင်လို့ယုံကြည်မှုအပြည့်နဲ့ရွတ်ဘုရားကအတိအလင်းဟောပြီးသားနော်ပရိတ်ကိုပုပ္ပတ်မှအောင်ထံကတိုင်းကြအောင်ရွတ်တတ်ရတယ်ဒီစကလုံးတွေကဘာလို့ဆိုလိုတာလို့အဓိပ္ပာယ်ကိုသိရတယ်ဒီပရိတ်ရဲ့စွန့်ရည်တတ္တိကိုတကယ်ယုံကြည်တယ်ဒီသုံးချက်နဲ့ပြည့်စုံရင်ရွတ်တဲ့လူတိုင်းမှာအကျိုးကျေးဇူးရမယ်လို့ဟောထားတာဟုတ်လားဟောကိုကြိုးစားဖို့မလိုဘူးလားဟုတ်တယ်တချို့ကဘုံဘုံကိုအသက်လွတ်အထင်ကြီးနေတာရှိရဲ့လေ။ညာဒီကိုမေတ္တာလေးပါလေးပို့ပေးပါဦးလေ။ကိုယ့်ကိုယ်တောင်ဘလို့ချမ်းသာအောင်နေရမှာမသိဘူး။အဲ့တော့ဒီမှာဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့တကယ်တမ်းဦးဇင်းတို့ကိုကာကွယ်စောင့်ရှောက်မှာပါတော့ကိုယ့်ရဲ့ကောင်းမြတ်တဲ့စိတ်အဲ့ဒီကောင်းမြတ်တဲ့စိတ်တွေထဲမှာမေတ္တာဆိုတာကကာကွယ်ရေးမှာစိတ်အချရဆုံးပဲ။ရိုးရိုးလေးဦးဇင်းကတော့အများကြီးစဉ်းစားကြည့်ပါလေ။တယောက်ကိုတယောက်ရံပြူတယ်ဆိုတော့ဘာလို့ပြူလဲမုန်းလို့ပေါ့ဟုတ်တယ်မဟုတ်လားချစ်ရင်လုပ်ပါမလားဘယ်လုပ်ပါမလို့အဲ့ဒါငယ်တုန်းကကြားဘူးတယ်ရွာဒီရက်စီမှာရွာသူစုံလို့ပါလို့ရှိရလေဟုတ်လားအဲ့ဒါငယ်တုန်းကအရန်ကြောက်ရတာပဲစုံကချစ်လို့လှုပ်တာတဲ့နားမလည်နိုင်ဘူးချစ်လို့မြန်လှုပ်ရသလားချစ်ရင်ဘာလို့လှုပ်မှာတော့နော်အဲ့ဒါဦးချင်းငယ်တုန်းက18နှစ်သားလောက်ကဒီမျက်စိတစ်ဖက်ကမျက်စိကနီးရဲနေအခုလို့လည်းမရအဲ့ဒါရွာမှာပြောက်ကဆရာကြီးတယောက်ရှိတယ်ကိုရင်နဲ့အဲ့ဒါကိုရင်ကိုလူပြောပွားဝင်လာတာမို့လို့အဲ့ဒါစုံမကြိုက်လို့လှုပ်တာနဲ့တူတယ်တောက်တော့လည်းဘာလို့ပျောက်သွားတယ်မသိဘူးအဲစာတွေအကြည့်နေတော့လည်းပျောက်သွားတာပါပဲလည်းပြောနေတာကဘာလို့ချစ်ရင်တော့ဘယ်သူမှလှုပ်ရှားကြအောင်မရှိပါဘူးရံမပြုတ်ပါဘူးကိုချစ်တဲ့လူကိုဘာလို့ရံပြုတ်မလို့ဟုတ်တယ်မဟုတ်လားအေးအဲ့တော့ကိုကမေတ္တာထားတယ်ဆိုလို့ရှိရင်မေတ္တာရဲ့အစွမ်းတတ္တိကနော်လူမပြောနဲ့အိဋ္ဌံတွေနတ်တွေမမြင်ရတာတွေကတောင်မှကိုယ့်ရဲ့မေတ္တာရဲ့အရှင်ကိုသူတို့ခံစားလို့ရတယ်ဟုတ်လားဒါကြောင့်မလို့မနေ့တုန်းကမေတ္တာပွားနည်းလေးကိုလက်တွေ့လေးလှုပ်တာအဲ့ဒါလေးကိုအရာကျက်တာဟုတ်လားအရာကျက်ပြီးတော့တိုးရွတ်
ဒီမှာနေတော့လည်းပဲလှုပ်ကြည့်ပါအထင်မသေးနဲ့နော်ဒီတရားဝီမှတ်နေမှသူလည်းတတိပါတာပဲလေတတိမှပါတော့မေတ္တာနဲ့ရှင်တဲ့တတိဖြစ်နေအများကြီးအထောက်အကူပြုတယ်ရှေ့ဆက်ပြီးတော့အများကြီးသွားလို့ရတယ်ဟုတ်လားတတလေးရွတ်နေပေါ့ကျွမ်းကျင်သွားပြီဆိုစိတ်နဲ့ရွတ်နေပေါ့နော်ပြမနဲ့လို့တတ္တဝါဟုသမျှတို့ဒီဘေးရန်ကင်းကွာကိုရှိနေကြကျမ်းမာချမ်းသာကြပါစေဟုတ်လားအဲ့ဒါစောစောကကလေးမလေးတယောက်ကလာမေးတယ်ပြမနဲ့လူလို့ဆိုတယ်ပြမကိုဘလို့စိတ်ကမှန်းရမလဲငါလည်းမမြင်ဘူးလို့အယုတ်ပဲမြင်ဘူးတာဟုတ်လားအဲ့ဒါမြေစင်းကြီးနဲ့တရားထုတ်တဲ့ဒကမာကြီးတယောက်ရှိတယ်သူကတော့နတ်ပြည်ရောက်ဘူးတယ်ပြောတာပဲအဲ့ဒါသူ့ကိုမေးကြည့်ရမယ်ဟုတ်လားဘုရားတို့ရွှေတောင်ဦးဆရာတော်ကြီးဆိုတာရှိတယ်အဲ့ဒီမြေစင်းဆရာတော်ကြီးရဲ့နေနဲ့တကယ်ကိုဆရာတော်ကြီးကထိအောင်အားထုတ်တာအဲ့ဒီမှာတော့ပြမပြည်ထိရောက်တဲ့အကြောင်းတွေကိုအများကြီးရေးထားတယ်ဆရာတော်ကြီးကိုယ်တိုင်ရေးခဲ့တာအဲ့ဒီမှာတော့သူကပုံနေနဲ့တကွဆရာတော်ကြီးကပုံဖော်ပြီးတော့ရေးတာအဲ့ဒါဦးဇင်းတို့စာထဲမှာတော့ရွှေရုပ်တုများလို့ငြိမ်သက်စွာတည်နေကြတာရှိတယ်ပြမလေးဆိုတာယောက်ျားမိန်းမမရှိဘူးလေဟုတ်လားထားပါတော့အဲ့တော့ဗာပြောမိတော့ဆိုတော့အဲ့မှာလို့ပြမကိုမုန်းတယ်လို့ရှိလားမရှိပါဘူးတဲ့အဲ့လိုဆိုတတထားလိုက်ဟုတ်လားနင်မုန်းတာဗာတွေမုန်းတော့လူချင်းချင်းပဲမုန်းကြတာလေအဲ့လိုဆိုရင်လူချင်းချင်းပဲမေတ္တာပို့ပို့ရင်ကြည့်ဦးလားအမှန်ကတော့အမုန်းမရှိဘူးပဲလေအဲ့ဒီမုန်းတာကြီးကအကုသိုလ်ဖြစ်လို့ဒီအမုန်းကိုဖယ်ဖို့လို့မေတ္တာနဲ့ဦးဇင်းတော်ကနေဖို့ကြိုးစားတာဟုတ်တယ်မဟုတ်လားဒါပေမဲ့ပြမာတွေလည်းပဲချမ်းတော့မထားခဲ့နဲ့ပေါ့ဟုတ်လားအမေတ္တာတရားတွေနဲ့နေနေအောင်ကြိုးစားရနော်အဲ့လိုမေတ္တာနဲ့နေမယ်ဆိုလို့ရှိရင်တတိနဲ့နေမယ်ဆိုလို့ရှိရင်မနေသူတွေထဲမှာနေပါဆိုတဲ့အဆုံးအမကိုလိုက်နာရမရောက်ဘူးလားရောက်တယ်နော်ပြီးရင်ဦးဇင်းတို့အမေးဖြေတွေလောက်အောင်မယ်ဟုတ်လားအဲ့တော့နောက်ထပ်နေနည်းတစ်ခုကြံနေသေးတယ်နော်အချိန်ကတော့အញ្ញလောက်နေဥပ္ပဒံတေတုနိပတိနိပဒံတေတုဥပ္ပတိဝတေဝတမာနေတုရမမာနေတုနောရမိရမမာနေတုနောရမိအဓိပ္ပာယ်ပါပြောတော့ရမမာနေတုပျော်နေသူတို့ရဲ့ကြားထဲမှာနောရမိမပျော်ဘဲနဲ့နေပါတယ်ဟောပျော်သူတွေထဲမှာမပျော်ပါနဲ့သူကြတော့တားမြစ်ချက်နဲ့လားနော်စောစောကတော့တိုက်တွန်းချက်၃ချက်နဲ့လာအခုကကျတော့တားမြစ်လိုက်စာလုံးကပါတော့မြင့်သူတွေထဲမှာနှိမ့်မာတဲ့တိုက်တွန်းတယ်နှိမ့်သူတွေထဲမှာမြင့်မာတဲ့တိုက်တွန်းတယ်မနေသူတွေထဲမှာနေပါတဲ့တိုက်တွန်းတယ်အခုကကျတော့ပါတော့ပျော်သူတွေထဲမှာမပျော်ပါနဲ့တဲ့တားမြစ်လိုက်တယ်နော်ဒါကဘာလို့ဆိုလိုတာတုံးဆိုတော့ကာမအာယုန်တို့ဖြင့်ပျော်မွေ့နေကြတဲ့တတ္တဝါတွေကြားထဲမှာကာမအာယုန်ဖြင့်ပျော်မွေ့ပဲမရှိဘဲနဲ့နေရမယ်တဲ့ဘာလို့လဲဆိုကာမအပျော်ဆိုတာအန္တရာယ်ရှိတော့ဘေးများလို့အရင်အနည်းများပြီးတော့အကျိုးအမြတ်ကအရန်နေတွက်ချီမကိုက်ဟုတ်လားဒါကဈေးတော့ကလေးတွက်ကြည့်ပြီးတော့ပြောတာဟုတ်လားနော်ကာမအာယုန်နဲ့နေရတယ်ဆိုတာနော်အရင်ဒီအရန်များတယ်အဲ့ဒါကိုအရင်တို့နည်းနည်းလေးတွက်ချက်ပြီးတော့ကြည့်ရမယ်နော်ပျော်သူတွေထဲမှာမပျော်ပါနဲ့ဆိုတာအဓိကအဲ့ဒါကိုပြောတယ်နော်အရင်တို့ဒီရှင်းတဲ့ပတ်သက်ပြီးတော့အလုံးပြောကြအောင်နေပြီးတဲ့တရားစခန်းတော့အဲ့ဒီတရားစခန်းအကျော်တုံးကလားမသိဘူးဦးဇင်းတို့ဟောခဲ့သေးတယ်ရူပါရာမသုတ်တံဆိုတာတလာယတနာဝကတန်ရုပ်ပါဠိတော်ထဲမှာလာအဲ့ဒီမှာမြတ်စွာဘုရားဟောတာကတတ္တဝါတွေရဲ့သဘောတဘာဝနဲ့မြတ်စွာဘုရားရဲ့သဘောတဘာဝကိုရှင်းပြထားတယ်ရူပါရာမဘိက္ခဝေဒေဝမနုဿရူပရတရူပတမ္ပုဒိတာရူပဝိပရိနာမဝိရာကနိရောဓဒုက္ခဘိက္ခဝေဒေဝမနုဿဝိဟရန္တိယဟန်တော်တို့တဲ့လောကကြီးမှာနတ်နဂတော်ကတော့ဟောဒီလူတွေဟာနော်နတ်လူလို့သုံးတယ်နော်ဒေဝမနုဿနတ်လူတွေဟာရူပါရာမတဲ့ဒီအယောင်ရှင်းလေးမှာပဲသူတို့ပျော်နေကြတယ်တဲ့ရူပရတ္တဒီအယောင်ရှင်းမဲ့သူတို့မှာပျော်ကြရှိတယ်ရူပသမုဒိတာကိုမြင်မြင်တာလေးမြင်နေရပြီဆိုရင်သူတို့မှာတစ်ချိုက်ပြီးတော့နေတော့တာပဲဟုတ်လားကြည့်နေရတာလေးကိုပဲဦးဇင်းတို့ပြောနေတာဟုတ်လားကိုမှပြောကြဆိုလို့လည်းဒါပဲရှိတာသူပြောတာလေးကအရင်တိကြရနော်ဒါလေးများရှိနေပြီဆိုလို့ရှိရင်ပြည်စုံပြီးတော့နေတော့တာဒါကိုပြောတာနော်ရူပါရာမဘိက္ခွေရူပရတ္တရူပသမုဒိတာအဲ့လိုဖြစ်နေတဲ့အခါကျတော့ဘာဖြစ်တော့နောက်ဆက်တွဲရူပဝိပိနာမဝိဒါကနိရောဓအဲ့ဒီကိုနှစ်သက်နေတဲ့ဒီအယောင်ရှင်ယုတ်ကတမျိုးတမျိုးဖြစ်သွားပြီးပေါက်ပြန်သွားပြီးပြောင်းလဲပျက်စီးသွားပြီဆိုရင်ဒေဝမနုဿအဲ့ဒီယူပါယုံရဲ့ပုံမှာဆွဲမဲ့နေကြတယ်ပျော်မွေ့နေကြတဲ့နတ်လူတွေဟာဒုက္ခဝိရိတံတိစင်နေရဲနေရပြီတဲ့ကိုကဒါလေးကိုကြိုက်နေတယ်ကိုကြိုက်နေတာလေးကပြက်သွားတယ်ဒုက္ခရောက်ရိုးရှင်းတယ်နော်ပြောရတယ်ဟုတ်လားအဲ့လိုပဲနောက်ပြီးတော့ပါလာတော့တတ္တယုံအတ္တ
ကြားတာမှဦးဇင်းတို့ပြောတယ်ကြားတာလေးကိုပဲပြောနေရင်းနဲ့နေတယ်အဲ့ဒါလေးမြန်ပြည့်စုံရင်စိတ်တိုင်းကြားတယ်အဲ့တော့ဒါပျက်စီးသွားပြီဆိုရင်ဘာဖြစ်သွားပြီတော့ဆင်းရဲပြီနော်အဲ့တော့ဒီနေရာမှာဦးဇင်းတို့လူငယ်လေးတွေကိုနည်းနည်းနားလဲကြည့်ပေးခြင်းဟုတ်လားမြင်တာကိုဘယ်လောက်ပျော်လဲမြင်တဲ့ကိစ္စကိုဘယ်လောက်အရေးထားလဲမြင်တာမှာဘယ်လောက်ပျော်မွေတယ်လဲဆိုတာကိုသိရင်စိတ်ကူးလေးနဲ့မျက်လုံးကွယ်ကြည့်ပါလားမပြောကောင်းမဆိုကောင်းဦးဇင်းရဲ့ဘယ်လိုမျက်ကုံးခွဲမှာတော့ဟုတ်လားဘယ်လောက်မြင်ခြင်းစိတ်ရှိတယ်လဲဆိုတာကိုသိရှင်သန်ဖို့တောင်မလို့သူများအာကိုနေမှာအဲ့မှာတယောက်ကလှုပ်ပေးပါမယ်မကြည့်ဘဲနဲ့ဓမ္မမဟုတ်ရင်လည်းကဲကျင်းကြီးငယ်ဆွင့်ဖို့စားဖို့တောက်ဖို့အကုန်လုံးလုပ်မယ်ကဲကျန်တဲ့အချိန်မှာမျက်လုံးမှိတ်ထားနိုင်မှာမမြင်မဲနဲ့နေဖို့ဆိုမလွယ်ဘူးနော်မြင်ခြင်းတယ်ပေါ့ဟုတ်လားမမြင်ခက်မှမို့လို့မြင်ခြင်းသားကိုမဟုတ်မြင်ခြင်းလို့ကိုမြင်ခြင်းနေတာတွေအများကြီးရှိအဲ့ဒါကိုကွဲပြားအောင်ပြောနေတာဟုတ်တယ်မဟုတ်လားကဲကြားခြင်းတဲ့ကိစ္စဘယ်လောက်ရှိသလဲအဲ့လိုပဲအနက်နဲ့ပတ်သက်ပြီးတော့စားတာတောက်တာနဲ့ပတ်သက်ပြီးတော့တွေ့တာထိတာနဲ့ပတ်သက်ပြီးတော့တွေးတာကြံတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ရဲ့စိတ်ဆန္ဒတွေကဘယ်လောက်ထက်ထက်တန်တန်ရှိနေတယ်လေစဉ်းစားကြည့်နော်အဲ့ဒါကိုမြတ်စွာဘုရားဟောတာဟောဒီနတ်နဲ့တကွာသောလူတွေဟာယူပါယုံတတ္တယုံကန္တယုံရတ္တယုံဖွတ်တာပါယုံဓမ္မယုံဒီမြင်ရတာကြားရတာနားရတာစားရတာထိရတာတွေးရတာဒါပဲသူတို့ပြောရရှိတယ်ဒါမှပဲပြောနေကြတယ်ဒါနဲ့ပြည့်စုံရင်သူတို့ဟုတ်နေတာပဲအဲ့ဒါတွေပြတ်သွားပြီလဲဆိုတော့အဲ့ဒါအကြီးကျယ်ဒုက္ခရောက်တော့တာမြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်ဘူးတဲ့တထာဂတောသဘိက္ခဝေရဟံသမ္မာသမ္ဗုဒ္ဓောရူပါဏသမှုရိယံသအဋ္ဌိကမေသအတ္တရိယံသအာရိနဝံသနိတ္တရဏံသကိလေသာကင်းတော်မူတဲ့တရားလုံးစုံကိုအမှန်ကန်သိတော်မူတဲ့ဘုန်းကြီးတော်မူတဲ့မြတ်စွာဘုရားဟာတဲ့ယူပါယုံဆိုတဲ့အစင်းတို့ရဲ့သဘောကိုအကုန်လုံးသူဟာဟုတ်တည်တိုင်းမှန်တည်တိုင်းသိတယ်ဘလို့သိတော့သမှုရိယံသအဋ္ဌိကမေသယူပါယုံဘလို့ဖြစ်လာတယ်ဆိုတာကိုလည်းသိတယ်ဘလို့ချုပ်သွားတယ်ဆိုတာကိုလည်းသိတယ်အတ္တရင်စတယ်ယူပါယုံရဲ့ကောင်းတဲ့အချက်ကလေးကိုလည်းသိတယ်အာရိယံစယူပါယုံရဲ့ဆိုးတဲ့အချက်ကိုလည်းအပြစ်ကိုလည်းသိတယ်နိတ္တရဏံစတယ်ဒီယူပါယုံကလွတ်မြောက်ရာကိုလည်းသိတယ်၅ချက်တောင်ပြောတယ်နော်ယူပါယုံဘလို့ဖြစ်လာတယ်လဲဘလို့ပြတ်သွားတယ်လဲသူ့ရဲ့ကောင်းဘက်ကဘာလဲသူ့ရဲ့အပြစ်နာစာကဘာလဲသူကလွတ်မြောက်အောင်သူ့ရဲ့လွတ်မြောက်ရာဆိုတာဘာလဲဆိုတာကိုအကုန်သိတယ်အဲ့ဒါအာယုံ6ပါးလုံးမြတ်စွာဘုရားကတော့အကုန်သိတယ်ပေါ့နော်အဲ့လိုသိတဲ့အတွက်ကြောင့်မြတ်စွာဘုရားဒီအာယုံတွေမှာပျော်မွေ့မှုမရှိဘူးတဲ့ဒါနဲ့ပျော်တယ်ဆိုတာမြတ်စွာဘုရားမှာမရှိဘူးမြင်ရင်ကြားရင်ပျော်တယ်ဆိုတာမရှိဘူးနားရင်စားရင်အနတ်မရဘူးအရသာမသိဘူးလို့ပြောတာမဟုတ်ဘူးနော်အဲ့ဒါတွေကိုသိပါလက်ကနေအဲ့ဒါတွေနဲ့ပျော်တာတော့မရှိအဲ့တော့အဲ့ဒါတွေနဲ့ပျော်တာမရှိတဲ့အခါကျတော့အဲ့ဒါတွေပျက်စီးသွားတဲ့အချိန်မှာသူ့မှာဘာထိခိုက်မှုမှဆင်းရဲဒုက္ခမှုမှမရှိဘူးတဲ့အဲ့ဒီအချက်ကလေးကိုဦးဇင်းတို့မြင်ရမှာဟုတ်လားကိုကဒါနဲ့ပျော်တယ်ဆိုရင်ဒါပြတ်သွားပြီဆိုတာနဲ့ဦးဇင်းတို့ကဘာဖြစ်မလို့ဒုက္ခရောက်အောင်ပါအဲ့တော့ကိုပြောနေတဲ့အရာတွေဟာမပြတ်မဲ့အရာတွေလားပြတ်မဲ့အရာတွေလားလို့စဉ်းစားနေဘယ်လိုအရာတွေတော့ပြတ်မဲ့အရာတွေပဲကိုတန်ဖိုးထားပြီးတော့ကိုအလေးထားပြီးတော့အဟုတ်ကြီးထင်နေတဲ့အရာတွေအကုန်လုံးကဘာဖြစ်မှာလဲပြတ်မဲ့ဟာတွေကြီးပဲပို့ပြီးတော့ဦးဇင်းတို့တိတိကျကျပြောရရင် तू ကဆွရင်ဆွ तू ကမဆွရင်ကိုကသူ့ကိုဆွထားခဲ့ရမယ့်အရာပဲဒီနေ့မှာပြတ်တယ်ဆိုတဲ့ဥစ္စာကပြောရတာနည်းနည်းလေးတော့အသေးစိတ်ပြောမှကိုရှင်းမယ်ပေါ့နော်သူကိုဖြစ်ပြီးတော့ပြက်နေလို့ပြက်နေတာကတစ်မျိုးဟုတ်လားလုံးဝကိုပျက်စီးသွားလို့စီးပွားပြက်သွားလို့အာယုန်တွေနော်ကိုလိုချင်တာမရတော့တဲ့ပြက်ချင်းမျိုးလေးတွေရှိသေးတယ်လေလူအများစုကတော့အဲ့ဒီပြက်ချင်းတော့ပဲနားလည်ကြတာများပါတယ်အဲ့ဒီပြက်ချင်းတွေကရှင်သန်မှုပြက်လို့သေပြီဆိုတာ ਨੇ အဲ့ဒါတွေဟာအကုန်လုံးဘာဖြစ်ပြီတော့ပြက်ပြီအဲ့ဒီအာယုန်တွေကိုကိုထားခဲ့ရမှာပဲနောက်ထပ်အသစ်ပြန်စတယ်နော်အဲ့တော့အဲ့ဒီအခြေအနေမျိုးမှာဦးဇင်းတို့ဘာကြောင့်စိုးရင်ရတယ်လဲငိုကြွေးကြတယ်လဲတင်ပန်းကြတယ်လဲပြောရရင်ဒီဘဝနဲ့ခွဲရမှာဆိုလို့ပဲဒီဖြစ်ချင်းတွေနဲ့နော်ပြတ်တောက်သွားမှာကိုစိုးရင်လို့ဆင်းရဲကြရတာလို့မဆိုနိုင်ဘူးလားဆိုနိုင်ရနော်ဒါကြောင့်ဆွဲမဲ့မှုမကင်းတဲ့ပုဂ္ဂိုလ်ဟာကိုဆွဲမဲ့တဲ့အရာပျက်စီးပြီဆိုရင်ဒုက္ခရောက်ရမယ်ဆိုတာဒါနိယာမပဲလေမြတ်စွာဘုရားမှာကျတော့အဲ့ဒီဆွဲမဲ့မှုပျော်ရွှင်မှုမရှိတဲ့အတွက်ကြောင့်အဲ့ဒါတွေပျက်စီးလည်းပဲအဲ့ဒါတွေကတော့ပျက်စီးလည်းပဲလို့သာပြောတာမပျက်စီးပဲနဲ့နေမှာမဟုတ်ပဲဟုတ်လားပျက်စီးလာတဲ့အချိန်မှာမြတ်စွာဘုရားမှာဘာဆင်းရဲမှုမှမရှိဘူးလို့ပြောတာအဲ့ဒီမှာဦးဇင်းတို့မြတ်စွာဘုရားကဆက်ပြီးတော့ဂါထာလေးတွေဟောတာဆိုအရင်စဉ်းစားတဲ့အကောင်းဒီယူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖွတ်တပါယုံဓမ္မယုံလို့ဆိုတဲ့အာယုံ6ပါးကိုပဲတတ္တဝါတွေကအကောင်းထင်ပြီးတော့ရှားနေကြတာပေါ့နော်ဒါတွေချုပ်သွားပြီဆိုရင်တတ္တဝါတွေကဆင်းရဲတယ်မကောင်းဘူးလို့ထင်ကြတာတကယ်တမ်းကဒီတက္ကရာတရားတွေချုပ်သွားခြင်းဟာချမ်းသာတယ်လို့အရိယာသူတော်ကောင်းကြီးတွေကမြင်နေတယ်သို့တော့ပုထုဇဉ်တွေကအရိယာတွေကချမ်းသာလို့မြင်တဲ့အရာကိုသူတို့ကဆင်းရဲလို့မြင်တယ်
ပုထုဇဉ်တွေရဲ့အမြင်နဲ့အမှန်သိကြတဲ့အရိယာသူတော်ကောင်းတို့ရဲ့အမြင်ဟာကြောချင်းကပ်ပြီးတော့ပြေးနေတယ်လို့စัจ jave ကြီးများတောင်ဖြစ်နေတယ်တဲ့အဲ့လိုလေးပြောတယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ပြောသူတွေထဲမှာပဲပြောပါနဲ့ဆိုတဲ့စကားလေးကိုအဲ့ဒီသုတ်တန်လေးနဲ့ညှိပြီးတော့အခြေခံကြရစဉ်းစားရမယ်ဒါထက်ပိုပြီးတော့ဦးဇင်းတို့လူငယ်တွေနားလည်အောင်ရှင်းလင်းအောင်ပြောရရင်တော့စသရင်ပြောခဲ့တဲ့စကားပေါ့နော်ကာမဆိုတာအရင်နှီးများတယ်သူကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲတွေကလည်းဖြည့်ရှင်းရတာခက်တယ်အဲ့ဒါကြောင့်မို့လို့အန္တရာယ်များတဲ့ပြောခြင်းဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားမပြောသင့်ဘူးလို့အတိအလင်းတားမြစ်ထားတာရှိတယ်ဒါကြောင့်တရားဦးတရားစသရင်ဟောပြီဆိုတော့ဓမ္မစကြာဟောတဲ့အခါကျတော့ဗာပြောတော့တွေမေဘိက္ခဝေအန္တာပပ္ပစီတေနနာတေဝိတ္တဗာဟုတ်လားဒုက္ခငြိမ်းငြိမ်ကြတဲ့ပုဂ္ဂိုလ်တွေဟာအစွန်းတစ်ဖက်ကိုဘာလို့မလို့ရှောင်ရမယ်တဲ့ပထမဆုံးကဘာလို့ကာမတုခန္တိကနုယောဂနောက်တစ်ဆုံးကဘာလို့အတ္တကိလမထနုယောဂဟုတ်လားကာမကိုအကောင်းထင်ပြီးတော့ရှာဖွေရင်းနဲ့အချိန်ကုန်တဲ့လမ်းစဉ်ကိုမလိုက်ရအောင်ပုဂ္ဂိုလ်ကိုညှင်းသေးရင်းနဲ့ချမ်းသာမှုရလိမ့်မယ်ဆိုတဲ့အထင်နဲ့လည်းပဲကိုယ့်ကိုညှင်းစေတဲ့လမ်းစဉ်ကိုလည်းမလိုက်ရအောင်အမှန်သိတဲ့လမ်းစဉ်ကိုပဲဦးဇင်းတို့တွေကလိုက်ကြရမယ်စစရင်တားမြစ်ချက်ထဲမှာသူ့ကိုထိတ်ကထည့်ထားတာနော်ဟုတ်တယ်မဟုတ်လားဒါကြောင့်မလို့ဦးဇင်းတို့ဒီကာမနဲ့ပတ်သက်ပြီးတော့အများကြီးစဉ်းစားရမှာစဉ်းစားတရားကောင်းတဲ့ဂါထာလေးတွေပေါ့အဲ့ဒါလေးကိုဏိကုံးချုပ်မှတ်ရနော်ဘာပြောတော့ဆိုတော့တာတံတေဝခဏေဝပ္ပံတံဟေတုအနန္တဒုက္ခဒီတော့အာတဟနေကာမေခုရဒါရမတုပမေဒါကဘုရားဟောဒေသနာလားအထက်ကရာဆရာကြီးတွေရေးခဲ့တာလားဘယ်ရဟန်းတော်ရေးခဲ့တယ်လဲအဲ့ဒါကိုအရင်ကောင်းကောင်းမမှတ်သားမိဘူးဖြစ်နေဒီကထာလေးရှိအဓိပ္ပာယ်ကတော့တော်တော်ကောင်းတယ်ဟုတ်လားအဓိပ္ပာယ်ကဘာပြောတော့ဆိုတော့တာတံတေဝခဏေဝပ္ပံတံဟေတုအနန္တဒုက္ခကာမရဲ့အကြောင်းကိုသူဝေဖန်ပြတယ်နော်တာတံတေဝခဏေဝပ္ပံမိဝဲစဉ်ခဏ၌တန်တယ်အနှဲငယ်မျှသောတာယာမှုရှိတယ်တဲ့ဒါကဓမ္မတို့ဦးဇင်းတို့စွဲမဲ့နေတဲ့ကာမဆိုတာဟုတ်လားမိဝဲစဉ်ခဏ၌တန်တယ်အနှဲငယ်မျှသောတာယာမှုရှိတယ်တံဟေတုအနန္တဒုက္ခအဲ့ဒီအနှဲငယ်များသောတာယာမှုလေးကိုအကြောင်းပြုပြီးတော့အနန္တဒုက္ခမဆုံးနိုင်တဲ့ဆင်းရဲဒုက္ခတွေရှိတယ်တဲ့မိဝဲတုံးလေးခဏကောင်းတယ်ပြီးရင်မဆုံးနိုင်တော့တဲ့ဆင်းရဲဒုက္ခရှိတယ်တဲ့ကာမဆိုတာဒီတော့အတ္တဟနိကာမေတတ္တမထို့ကြောင့်ဒီတော့ဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေဟာကာမေကာမမှာအာသေးနော်အာတံအလိုဆန္ဒဆိုတဲ့အာတာကိုဟနိပယ်ဖြတ်ပြရမယ်အဲ့ဒီမှာသူဆက်ပြီးတော့ပြောတဲ့ဥမာလေးကကောင်းတယ်ခုရဒါရမတုပမေနော်ဒါသာထက်၌ပြားရည်ဆက်လင်ဥပမာရှိတော့တဲ့နော်အလွန်ထက်တဲ့သင်္တုံးသားလို့ထက်နေတဲ့တန်လျက်သားဘောကိုပြားရည်ဆက်လေးတစ်စက်တင်ထားမယ်မင်းဒါကိုရှားနေရဲ့ဆိုရင်ရဲမလားပဲရဲမလို့ချိုးရတဲ့ရတာနဲ့ရှားပြတဲ့နော်အနေထားကမကာမီဘူးလေဟုတ်လားဒါကြောင့်ကာမကိုပေးတဲ့ဥမာအဲ့ဒါပဲလေခုရဒါရမတုပမေနော်ဒါသောထက်၌ပြားရည်ဆက်လင်ဥပမာရှိသောကာမေကာမ၌အာတံအလိုဆန္ဒကိုဒီတော့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာဟဲ့နေပဲဖြစ်ပြရမယ်တဲ့ဂါထာလေးတူတူလေးနဲ့အဓိပ္ပာယ်ရန်ကောင်းတယ်နော်မိဝဲစဉ်ခဏလိုက်တန်လေအနှဲငယ်များသောတာယာွယ်ရှိသောပြီးလင်မဆုံးနိုင်သောဆင်းရဲဒုက္ခရှိသောဒါသောထက်၌ပြားရည်ဆက်တဲ့ဥပမာရှိသောအဲ့ဒီကာမကိုဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာဖေရှားနိုင်အောင်ကြိုးစားရမယ်ဟုတ်လားဒါကြောင့်ပြောသူတွေထဲမှာမပြောပါနဲ့ဆိုတဲ့အဆုံးအမလေးကိုအရင်ကလိုက်နာနိုင်ကျင်တယ်ဆိုလို့ရှိရင်ကာမရဲ့အကြောင်းကိုသိရတယ်နော်ဒါကာမရဲ့အကြောင်းကိုဘယ်လိုသိရမလဲဆိုတော့သောသောကတုတ်တန်လေးထဲမှာပါသွားပြီးသားအသေးလေးပြောမယ်ဆိုရင်တော့ပြောကြအတော့ကောင်းပါတယ်မြတ်စွာဘုရားကာမကိုဘယ်လိုသိတော့အတ္တရင်စအာရိနဝံစနိတ္တရဏင်စနော်သူရှိရပါပါသေးတော့သမုဒိယစအထင်ကမင်စပါတယ်နော်သမုဒိယစအထင်ကမင်စဖြစ်ခြင်းကိုလည်းသိတယ်ပြည့်ခြင်းကိုလည်းသိတယ်အာရဘယ်ကိုလည်းသိတယ်အပြစ်ကိုလည်းသိတယ်ထွတ်မြောက်ရာကိုလည်းသိတယ်အဲ့ဒါကိုအရင်တို့သိအောင်ကြိုးစားရင်ကာမအကြောင်းကိုသိရရောက်မယ်ပေါ့နော်ကာမကထွတ်မြောက်ရာဆိုတာအဲ့ဒါကာမရဲ့ပုံမှာဆွဲမမှုကင်းသွားတဲ့သဘောကိုကာမကထွတ်မြောက်ရလို့ပြောတာကာမရဲ့အပြစ်ဆိုတာတော့ဒီကာမကိုပဲအကြောင်းပြုပြီးတော့မဆုံးနိုင်တော့အောင်နော်အစင်မပြေမှုဆင်းရဲဒုက္ခနဲ့ရင်ဆိုင်ရတာကိုပြောတာကာမရဲ့ตายာပွဲဆိုတာကတော့ကာမကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်သွားတဲ့စိတ်ထဲမှာနော်အခိုက်အတန့်မြตายာရတဲ့ကြည်နူးရတဲ့ချမ်းသာရတဲ့သဘောလေးကိုကာမရဲ့ตายာပွဲလို့ပြောတာဟုတ်လားအခုယောဂီတို့ကြိုးစားအထုတ်နေတဲ့အပိုင်းဟာကာမရဲ့အကြောင်းကိုသိအောင်ကြိုးစားအထုတ်နေတဲ့အပိုင်းလည်းပါတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်မြင်တိုင်းသတိထားပါကြားတိုင်းသတိထားပါဆိုတာအဲ့ဒါကာမရဲ့အကြောင်းကိုသိအောင်ကြိုးစားတယ်နဲ့အတူတူပဲလေဒီအာယုန်ရဲ့သဘောပါပဲဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့အချိန်လည်းပဲရှေ့သွားပြီဟုတ်လားပြီးရင်ဇဟာဆိုတဲ့ယန္တာမထင်မြတ်ကြီးလူလောကမှာအကောင်းဆုံးဘယ်လိုနေမလဲဆိုတဲ့နေနည်းကလေးတို့တရားဓမ္မတို့ဦးဇင်းတို့အတွက်
အခြေခံလေးကစပြီးတော့မြင်မာတဲ့အနေထားတွေရအောင်ပြောတာလေးလည်းအလင်္ကာမြောက်တဲ့အတွက်ကြောင့်အဓိပ္ပာယ်လေးလည်းအလွန်ကောင်းတဲ့အတွက်ကြောင့်ဒါဦးဇင်းတို့အထူးသဖြင့်လူငယ်ပိုင်းလူလက်ပိုင်းလေးတွေကိုရည်ရွယ်ပြီးတော့ဒီတရားလေးကိုဦးဇင်းတို့ဟောပါတယ်ဟုတ်လားဥပ္ပဒံတေသူနိပ္ပတိမြင့်သူတွေထဲမှာနေမှာအချီးနီးသောမာမာနတို့ဖြင့်မြင်မာတက်ကြွနေတဲ့လူလောကကြီးမှာမာမာနကိုနှိမ့်ချပြီးတော့နေရမယ်အမှန်တိမှုနဲ့မာမာနကိုလျှော့နိုင်ရမယ်ပေါ့ဟုတ်လားနိဗ္ဗာန်တေသူဥပ္ပတိနှိမ့်သူတွေထဲမှာမြင်မာစိတ်ဓာတ်တွေနှိမ့်ကြတဲ့လူလောကကြီးမှာလိုချင်တာလောက်ပဲသိတယ်မကျင်တတ်တာလောက်ပဲသိတယ်မသိမှုနဲ့ပဲနေကြတဲ့လူလောကကြီးမှာအဲ့ဒီလောဘဒေါသမောဟကိုအလောဘအဒေါသအမောဟနဲ့အစားထိုးပြီးတော့မြင်မာတဲ့စိတ်ဓာတ်နဲ့နေနိုင်ရမယ်လို့ပြောတယ်နော်ပြီးတော့ဗါလဲတော့ဝတေဝတမာနေသူမနေသူတွေထဲမှာနေပါတဲ့မေတ္တာနဲ့တတိနဲ့မနေနိုင်တဲ့လူလောကကြီးမှာမေတ္တာနဲ့တတိနဲ့နေနိုင်အောင်ကြိုးစားရမယ်ဘုရားပြောခဲ့တဲ့ဂါထာလေးတွေမမေ့နဲ့နော်ယံများတဲ့လောကကြီးမှာယံကင်းပြီးတော့တို့ချမ်းချမ်းသာသာနေကြတာဟုတ်လားကိလေသာတို့ကြောင့်နာကျင်နေတဲ့စိတ်ရှိတဲ့လူတွေကြားထဲမှာကိလေသာတို့ကြောင့်နာကျင်မှုမရှိတဲ့စိတ်နဲ့တို့ချမ်းချမ်းသာသာနေကြတာနော်ကာမကိုကြောင်းကြစိတ်ထုတ်ပြီးတော့ရှားဖွေးနေကြတဲ့လူလောကကြီးမှာကာမနဲ့ပတ်သက်ပြီးတော့ဘာကြောင်းကြဆိုင်မှုမှမရှိဘဲနဲ့နော်စိတ်အေးလေအေးချမ်းချမ်းသာသာတို့နေကြတာဟုတ်လားမနေသူတွေထဲမှာနေပါဆိုတာဒါလေးနဲ့ဆက်ဆက်ပြီးတော့တွေးရမယ်နော်နောက်ဆုံးကဘာလဲတော့ပျော်သူတွေထဲမှာမပျော်ပါနဲ့တဲ့နော်အရင်နေများတဲ့မဆုံးနိုင်လောက်အောင်ရှုပ်ထွေးမှုရှိတယ်နော်ကာမနဲ့ပျော်ရွှင်ခြင်းကအန္တရာယ်ရှိတဲ့အတွက်ကြောင့်ကာမနဲ့ပဲပျော်နေရတဲ့လူလောကကြီးထဲမှာကိုဟာကာမနဲ့မပျော်ဘဲနဲ့နေနိုင်တဲ့လူတရားဖြစ်အောင်ကြိုးပမ်းရမယ်ပေါ့နော်ဒါလေးတွေကိုလိုက်နာနိုင်မယ်ဆိုရင်လိုက်နာနိုင်သလောက်တော့ကိုယ်ကိုချမ်းသာအောင်လုပ်ပြရမရောက်ဘူးလားရောက်တယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီအပမာဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့ဒီအရှုံးမှတရားဒေသနာကိုဆွမ်းအားရှိသမျှလိုက်နာကျင့်သုံးနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပိဿပေါင်းသူတော်ကောင်းတို့ကြိုးပမ်းအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာဘုံညာမျက်နှိပ်ပံကိုလင်မြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း